မင်္ဂလာပါရှင် Zolan Boys TV မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့တော်လိုင်းကြီးအစအနေစပြီးတော့မှယနေ့ထိတိုင်းတိုက်ပွဲပေါင်းများစွာကိုအနိုင်ယူပေးနေတဲ့ကျမတို့ရဲ့လေးစားရတဲ့အားကိုးရတဲ့မြမတော်ဝင်နဂါတက်တော်ကိုဥဆောင်တီထောင်သူလည်းဖြစ်တဲ့ကိုဘိုနဂါနဲ့ဒီကနေ့မှာအင်တာဗျူးစီစဉ်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကိုဘိုနဂါမင်္ဂလာပါရှင်ယခုလက်ရှိမြေပြင်ရဲ့စီးရေးရှင်တွေများကိုနဂါအနေနဲ့အနည်းငယ်ပြပြပေးလို့ရမလားရှင်စီးရေးအရာလက်နက်ခဲယမ်းဝယ်ဖို့ခက်တယ်တည်ဖို့ခက်တယ်အဲ့ဒီအခက်ကြီးနှစ်ခုရှိနေတဲ့ဂျားတွေကနေပြီးတော့စကိုင်းကအရင်ထက်အများကြီးပို့ပြီးတော့အောင်မြင်လာတဲ့အနေအထားရှိလာတယ်အဲ့ဒီအတွက်ကြောင့်ပြန်သူမှာတောင်းမှဒီအညာနဲ့ပတ်သက်ပြီးတော့ပုံမတိုးမြင်ပြီးတော့ဒီစစ်ပြင်ဆင်ရတာတွေလုပ်နေတဲ့အနေအထားတွေလည်းကြားသိရပါတယ်နောက်တော့ချင်းတွေပို့ပြီးတော့ကျန်းလာနိုင်တဲ့အနေအထားတွေတော့ရှိတယ်လက်ရှိတော့စီးရေးအနေအထားကအသာသီးဘက်ကိုသွားနေတယ်ပေါ့နော်အောင်မြင်မှုလည်းရှိနေတယ်ဒါပေမဲ့ဒေသရဲ့ဆုံးရှုံးပျက်စီးမှုတွေလည်းရှိနေတယ်ဟုတ်ကဲ့ခုနပြောသွားတဲ့အထက်မှာပေါ့နော်တက်ကွင်းမရွေးဘူးဆိုတာကတကယ်လို့သူတို့တွေကရက်ရွာတွေကိုရွာတွင်းမှာမိရှုနေတယ်ဆိုလို့ရှိရင်သူတို့ကအဲ့ဒီရွာတွင်းမှာပဲဝင်ပြီးတော့မှအကိုတို့ကတားဆီးပြီးတော့မှတက်ကွင်းမရွေးပဲသူတို့ကိုတိုက်ခိုက်ပစ်လိုက်တာပေါ့နော်ဒါဆိုရင်အဲ့ဒါကိုဟုတ်တယ်အဲ့လိုမျိုးပေါ့ကျွန်တော်ကမီးကိုမြင်တယ်မိရှုတယ်ဆိုရင်တော့ဒါကဒီဟာမီးမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဒါကိုခဏစောင့်ကြည့်ပေးတယ်ပေါ့နော်အလင်းသစ်နဲ့တက်ကုန်းကိုပဲရွေးပြီးပေါ်ဆောင်တယ်မိရှုတယ်ဆိုရင်တော့ဝင်လုံးပြီးတော့ပြက်ခတ်တိုက်ခိုက်တာတွေလုပ်ဖို့ရှိတယ်လှုပ်တယ်ဆိုတော့အဲ့ဒီဘိုင်းကိုတော့သူတို့လည်းနည်းနည်းလက်ဆောင်လာရတယ်ဒါဆိုလို့ရှိရင်အခုအနေနဲ့ဒီကျမခုနပြောတဲ့မေးခွန်းနဲ့မှာရှုံငုံပြီးတော့မြေပြင်ရဲ့စီးရေးရှင်တွေအားလုံးဟာကျမတို့ဒီတော်လိုင်းရေးဘက်ကနေအများကြီးအရင်ထက်ဆိုင်တာလွန်လာတဲ့အရှင်တွေပေါ်မှာရောက်ရှိနေပြီပေါ့နော်ဟုတ်တယ်အများကြီးဆိုတာကတော်တော်အားရခြင်းနဲ့လောက်တဲ့ဒီအများကြီးလို့ပြောလို့ရပါဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်ပေါ့နော်ကိုစကာလုံစည်းဝေးခေါ်ပြီးတော့မှပေါ့နော်တိုင်းစီရေးအရှင်တွေကိုတိုးမြင့်လှုပ်ဆောင်လာတာတွေကိုတွေ့ရှိရပါတယ်ပေါ့နော်လက်ရှိအရှင်တွေကအညာဘက်မှာမိုးနေတော့အညာဘက်ကိုစီဦးလဲမယ်ဆိုတဲ့သုံးသက်ချက်တွေပေါ့နော်ကျမတို့တွေ့လာတယ်ပေါ့နော်ဒီအတွက်ပေါ့နော်အကိုတို့အနေနဲ့ရောဘယ်လိုမျိုးပြင်ဆင်ထားတာတွေရှိပါသလဲရှင်ဟုတ်ပြင်ဆင်ထားတယ်ဆိုတာကတော့ဒီကျွန်တော်တို့ကဘယ်လိုပြောမလဲဒီဘက်မှာအခုနောက်ပိုင်းဒီတိုင်းသား ERO ဘက်ကနေပြီးတော့ NUG အစိုးရကိုကြည်မှုတွေထည့်ပြီးတော့စီးရေးပြင်ဆင်တာတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဘိုင်းကကျတော့ကျွန်တော်တို့အရန်ကြီးသိပ်ပြီးတော့တိတိကျကျမသိဘူးကျွန်တော်တို့မြေပြင်အင်အားစုတွေအနေနဲ့တော့ကျွန်တော်တို့ပြင်ဆင်တဲ့လောက်ပြင်ဆင်နိုင်တဲ့လောက်ပြင်ဆင်ထားတယ်ပေါ့နော်ကျွန်တော်တို့ကွဲပြားနေတဲ့အဖွဲ့တွေကိုစုစည်းတယ်စစ်လက်နက်ခဲယမ်းစုဆောင်းပြီးတော့နော်ဒီရန်သူကအပြည့်ထန်စစ်ကြောင်းထိုးလာရင်တိုက်ခိုက်နိုင်ပေါ့နော်ပြည်သူလူထုတွေလည်းဘေးရန်နေကင်းဖို့လေကြောင်းကာကွယ်ရေးနဲ့ပတ်သက်တဲ့ဒီပညာပေးကိစ္စတွေကိုကျွန်တော်ရဲဘော်တွေခွဲပြီးတော့အားတဲ့အခါတွေမှာကျွန်တော်တို့ကြေးရွာတွေကိုလှုပ်ပေးထားတယ်ကိုတိုင်းလည်းဒီလေကြောင်းနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့ကိစ္စတွေပြင်လာတယ်စစ်ကောင်စီကတော့ဒီဘက်အညာကိုပို့ပြီးတော့စီးရေးပြင်ဆင်လာလိမ့်မယ်ထင်တယ်အဲ့ဒီပြင်ဆင်လာတဲ့ကိစ္စကအခုနကရာသီဥတုအရာလို့ပြောလို့ရလဲရာသီဥတုအရာလို့ပြောမယ်ဆိုရင်လည်းဒါဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ခုကကျွန်တော်တို့ခုနရှေ့မှာပြောလိုက်တယ်လို့ပဲအညာမှာသူတို့ပို့ပြီးတော့ဒီခက်ခဲတဲ့ကြက်တဲတဲ့စီးရေးအနေထားတွေကိုသူတို့အညာမှာရင်ဆိုင်နေရနော်အညာကခဏကျွန်တော် line ပေါ်မှာလည်းပြောပြပါတယ်နော်တိုင်းနာ ERO တွေဘက်မှာလို့နော်တိုင်းနာဒေသတွေလို့မြန်မာနိုင်ငံရဲ့ဒီနယ်သာမြင့်ဒေသမှာရှိနေတဲ့အခြားတိုင်းရင်းသားတွေလို့လက်နက်ဝယ်ဖို့ခက်တယ်တည်ဖို့ခက်တယ်အဲ့ဒီအခက်နှစ်ခက်ရှိတယ်နောက်မြေပြင်ခက်ခဲတစ်ခုအဲ့ဒါကဘာလဲဆိုတော့မြေပြင်ကဒီကိုကြီးတွေမှာတိုက်ပွဲပေါ်ဆောင်ကြရတာနော်မိုင်းဆွဲတယ်အဝေးပြစ်လက်နက်တွေနဲ့ဒါပြစ်ကြတယ်လက်နက်ငယ်ဆိုရင်လည်းအမှန်ကြီးသဆုံးပေါ့ဒေနိုင်လည်းကြီးရဒမ်းမိတ်အကုန်လောက်ကနေကိုပဲဒါချင်းကပ်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ရတာပေါ့နော်အဲ့လိုပြစ်ခတ်တိုက်ခိုက်တဲ့အခါမှာရန်သူဘက်ကအကြအဆုံးတွေရှိတယ်ရှိပေမဲ့တိုင်းသားတွေဘက်မှာလို့ကျွန်တော်တို့ဒီလက်နက်ခဲယမ်းအားနဲ့နော်နယ်မြေအနေထားအားနဲ့အနိကချင်းကပ်တိုက်ခိုက်နိုင်တာမဟုတ်တော့ဒီကြဆုံးသွားတဲ့အလောင်းတွေကိုပြဖို့နော်လက်နက်တွေကိုဝင်ကောက်ဖို့ကိစ္စတွေမှာအညာကတော်တော်ခက်ခဲတဲ့ပြဿနာလည်းရှိနေအလောင်းသက်တွေပြဖို့တောင်ခက်တယ်ရန်သူကကြသွားတယ်ဆိုရင်တော့မှအဲ့ဒီကြသွားတဲ့သူ့အလောင်းကိုသူထိမ့်ဖို့ရအတွက်ကြည်နဲ့တားထားလို့ရအနံ့ကိုကတ်လို့မရအောင်တားထားလို့ရတယ်ကျွန်တော်တို့ကင်မရာနဲ့ရိုက်လို့မရတဲ့အနေအထားထိရန်သူကတားထားနိုင်တယ်တားထားပြီးတော့သူ့အလောင်းသူမီးရှို့ဖျက်ဆီးတာတွေနောက်ဘယ်လိုပြောမလဲအထူးသဖြင့်တော့မီးရှို့တာတွေလုပ်တယ်အညာမှာအနည်းဆုံးတော့အဲ့လိုမျိုးကြာသွားပြီဆိုရင်သူတို့အလောင်းကိုသူတို့မီး
အဲ့ဒီလိုအလုပ်တွေလုပ်သွားတာဆိုတော့ဒီအလောင်းကောက်တာတွေလက်နက်ကောက်တာတွေတခြားဒေသတွေလို့များများသားသားမလုပ်နိုင်တော့တချို့တွေကအညာအားရနေတာလည်းရှိတယ်တခြားအားနည်းချက်လေးတွေလည်းတကယ်မြေပြင်မှာရှိတာတွေလည်းမှန်ပါတယ်ဒါပေမဲ့အဲ့ဒီအလောင်းမကောက်နိုင်တာလက်နက်တွေအလွန်အကျွံမရတာတွေကြောင့်တော့ဟိုဒီအညာရဲ့စစ်ရေးအပေါ်မှာအရန်ကြီးအထင်မသေးစေချင်ဘာဖြစ်လို့လဲဆိုတော့အခုနကပြောတဲ့အခက်အခဲတွေကြောင့်အလောင်းကောက်ဖို့တနက်ကောက်ဖို့အခက်ခဲတယ်ဒါပေမဲ့သေချာတာကဒီစကိုင်းတိုင်းတိုင်းတုံးလုံးကနေ့စဉ်နဲ့အမျှဒီစစ်ကိုနော်နေ့စဉ်အလုပ်တစ်ခုလို့ကိုစူးစမ်းပန်းသားဒီတော်လှန်ရေးအဖွဲ့တွေကလုပ်နေကြတယ်အဲ့ဒီမှာရန်သူကလည်းလက်နက်တာမပေးရတာသူ့ရဲ့ဒီစစ်အင်အားကိုအဖြုံးဆုံးကစကိုင်းလို့ပြောလို့ရမယ်တောင်ချင်းတယ်နော်နေရာတိုင်းကအနာမပေးဘဲနဲ့ကိုလုံးကြတယ်အနာမပေးဘဲနဲ့ကိုလုံးကြပြီးတော့ဒီသူတို့ရဲ့ရန်သူဘက်ကထိခိုက်ကြဆုံးမှုလည်းများတဲ့နေရာတိုင်းမှာအခုဆိုရင်စခန်းနေတဲ့အထိစခန်းတစ်ခုလုံးမဖျက်ဆီးနိုင်ပေမဲ့စခန်းနေတဲ့အထိဝင်တိုက်တာတွေလုပ်နေတဲ့အခါကျတော့ပိုပြီးဆိုးလာတယ်ပေါ့နော်ကျွန်တော်တို့ဆိုရင်ဒါအခြေအနေရသတင်းမထုတ်ပြန်နေတာရှိပါတယ်မကြခင်မှာတော့ကျွန်တော်တို့သတင်းထုတ်ပြန်ဖို့ရှိတယ်ဟိုနေ့ကနော်စစ်ကောင်စီရဲ့အပြူအခြေဆိုင်စခန်းတစ်ခုပေါ့နော်ဘန်ကာတွေပါတယ်နဲ့ခိုင်မာလောက်ထားတဲ့စခန်းတစ်ခုကိုဒါအပြီးသက်ကျွန်တော်တို့ရှင်းလင်းနိုင်ခဲ့တာရှိတယ်ကျွန်တော်တို့ဒီပြောင်းလဲလာမဲ့ကျွန်တော်တို့အဖွဲ့အစည်းမှာပြောင်းလဲပြင်ဆင်ထားတဲ့အခြေအနေလေးတွေရှိလို့သတင်းမထုတ်ပြန်တာပဲရှိတယ်အဲ့စခန်းတစ်ခုလုံးကျွန်တော်တို့အကျွတ်တိုက်ခဲ့နိုင်တာရှိပါတယ်ဒါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းကိုစွန့်ခွာထွက်ပြေးရတာတွေရှိတယ်လုံးဝအပြက်ပေါ့နော်ကျွန်တော်တို့လုပ်ပြထားတာရှိတယ်အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေများနေတဲ့အခါကျတော့ဒီအညာရဲ့ရန်သူအပေါ်မှာဒုက္ခပေးနိုင်သောအခြေအနေကိုရန်သူကအသိရန်သူကသူကိုယ်တိုင်ခံစားနေရတာဆိုတော့ဒီနေရာတွေကိုသေရေးအချိန်မြင့်တင်ဖို့လဲတတိတတန့်ရည်ရွယ်ပြီးတော့ကိုရန်သူအနေနဲ့ပြင်ဆင်လှုပ်ဆောင်လာရတာတွေရှိနေတာကျွန်တော်တို့အနေနဲ့တော့အဲ့ဒါကိုရင်ဆိုင်ဖို့လဲဒါကိုနီးကိုဟန်နဲ့ပေါ့ပြင်ဆင်ထားတာတွေရှိပါဟုတ်ကဲ့ကိုအဲ့ဆိုလို့ရှိရင်ပေါ့နော်ဒါဆိုလို့ရှိရင်အညာဒေတာမှာစစ်ကောင်စီကနေပြီးတော့မှသူတို့ဘက်ကကြဆုံမှုတွေကိုအလောင်းကိုဖျောက်ဖျက်ပြီးတော့မှအကိုတို့ဒေတာအခက်ခဲကြောင်းကိုတို့ကအလောင်းတွေကိုကောက်ယူပြီးတော့မှတက်တည်ပြဖို့လုပ်ပင်မဲ့လဲသူတို့တွေကလက်နက်တွေနဲ့ထိန်းထားပြီးတော့မှအနားကိုကတ်လို့မရအောင်လုပ်တယ်ပြီးကြလို့ရှိရင်အလောင်းတွေကိုမိရှုဖျက်စီပြီးတော့မှတရင်တွေကိုဖျောက်ပစ်လိုက်တယ်ပေါ့နော်အဲ့ဒါကိုဆိုလိုတာပေါ့နော်ကိုဟုတ်ပါတယ်ဗျာညာဘာဖြစ်လို့လဲဆိုတော့သူတို့အလောင်းသူတို့ရန်သူကိုချောင်းချောင်းပြစ်ခတ်တာတော့မိုင်းတို့တာဝေးပြစ်တို့နဲ့ပြစ်ပြီးကျသွားရင်တော့ခုနပြောသလိုအဲ့ဒါကိုじゃသူတို့ကာထားနိုင်ဘာလဲဆိုတော့ကျွန်တော်တို့ကချက်ချင်းတိုက်ချက်ချင်းဆုပ်ရတာကိုကျွန်တော်တို့မှာជីကမရှိဘူးជីကတော်တော်နည်းတယ်လို့ပြောရလောက်အောင်နည်းတယ်နော်တခါတရံကြတော့သူတို့ကအဲ့လိုကာနိုင်တာကျွန်တော်တို့ဒီဘက်မှာကျသွားတဲ့ကိုယ့်ဘက်ကကျသွားတဲ့လူကြတော့နော်ကျွန်တော်တို့ဒီလူနည်းနည်းလေးလက်နက်နည်းနည်းလေးနဲ့ဖြန့်တိုက်ရတာခါကြတော့အဲ့ဒီကွဲနေတဲ့လူကိုကိုယ့်ဘက်ကကျသွားရင်ကြတော့ကိုယ့်ဘက်ကိုတောင်မှကာဖို့ခက်တဲ့အနေထားပေါ့နော်သူတို့ကជីမိုးရွာသလိုရွာပြီးတော့သူတို့ကာကွယ်နိုင်တယ်ဒီဘက်ကိုတုံ့ပြန်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကချက်ချင်းတိုက်ချက်ချင်းဆုပ်ဆိုတာမျိုးတွေကိုအဓိကအားထားလုပ်ရတယ်ထိတ်တိုက်ရင်ဆိုင်တဲ့စစ်ကြောင်းတွေမှာတောင်မှအဲ့လိုချက်ချင်းတိုက်ချက်ချင်းဆုပ်ပေါ့ချက်ချင်းလုံးဝဆုပ်မသွားဘူးတိုက်ပွဲကမိနစ်30 40ကြာတယ်ဆိုရင်တောင်မှဒါဆုပ်ရင်းနဲ့ပြေးရကျွန်တော်တို့ကနေရာတစ်ခုထဲမှာငြိမ်ပြီးလုံနိုင်တဲ့အနေအထားမရှိဘူးသူတို့ကကြတော့သူတို့ကိုဝိုင်းညက်ခံထားရရင်တောင်မှနေရာတစ်ခုထဲမှာငြိမ်ပြီးတော့ကာထားနိုင်တယ်ပေါ့ကြည်နဲ့လက်နက်ကလုံလောက်တာအဲ့လိုအနေအထားတွေကြောင့်ဟုတ်ကဲ့ကိုခုနအကိုပြောသွားတဲ့အချိန်မှာပေါ့နော်ဒီအကိုတို့ရဲ့ဇကိုင်းကိုသူတို့စီရင်မြင့်တင်လာတဲ့အပေါ်မှာအကိုတို့ဘက်ကပြင်ဆင်မှုတွေလုပ်နေတယ်ဆိုတဲ့အပေါ်မှာ ERO နဲ့ NUG ဘက်ကလည်းစီရေးတွေပြင်ဆင်နေတယ်လို့အကိုတို့ဘက်ကလည်းပြန်ကျဲတဲ့အဖွဲ့တွေကိုပေါ့နော်စုစည်းပြီးတော့မှကျွန်တော်တို့ပြင်ဆင်နေပါတယ်ဆိုတာအရာပေါ်ပါပေါ့နော်ဆိုတော့ဒီ ERO နဲ့ ERO ကတက်တက် NUG ကတက်တက်ပြင်ဆင်ပြီးတော့မှအကိုတို့ကလည်းကိုတို့ကသူတက်တက်ဒီပြန်ကျဲနေတဲ့အင်အားစုတွေကိုအကိုတို့အရှင်နေနဲ့ကိုတို့စုစီပြီးတော့မှပြင်ဆင်နေတယ်လို့ဆိုလိုတာလားမသိဘူးเนาะကိုတီတန်စီပေါ့เนาะအဲ့ဒါကကျွန်တော်တို့ကပုံစံနှမျိုးရှိတယ်လို့ပြောရမှာเนาะကျွန်တော်ဟန်နဲ့ပြင်ဆင်နေရတယ်လည်းရှိတယ်ကျွန်တော်တို့လည်းထိုက်တဲ့အားလျော်စွာကို့မှာရှိတဲ့လက်နက်ခဲယမ်းနဲ့ကို့ဒေတာကိုအခြေအနေကြည့်ပြီးတော့ရန်သူကိုရင်ဆိုင်ဖို့ကျွန်တော်တို့အတွေ့အကြုံတွေထိုက်တဲ့အားလျော်စွာရလာပြီအဲ့လိုမရလာခင်ကတော့မှရန်သူအတွက်သိအခက်တွေ့တဲ့ခုနပြောလို့တိုင်းသားတွေဘက်တွေလို့လက်နက်တွေပါမဆုံးရှုံးရပေမဲ့နော်သူတို့ရဲ့ဒီရဲဘော်တွေဆုံးရှုံးမှုကြတော့သိများတဲ့ဒေတာပေါ့နော်အခုအတွေ့အကြုံရလာပြီဆိုတော့ကျွန်တော်တို့ပို့ပြီးတော့ပြင်ဆင်နိုင်တာတွေရှိတယ်စီရေးကိစ္စရက်တွေမှာကိုယ့်ဟာနဲ့ကိုဖန်တီးနိုင်တာတွေရှိလာတယ်အဲ့ဒါကကိုမှုကိုဟန်နဲ့ဖန်တီးကြတာတစ်ပိုင်းပေါ့နော် NUG နဲ့ဆက်ဆက်နေတဲ့အပိုင်းတွေလည်းထိုက်တဲ့အားလျော်စွာရှိတယ်တိုင်းနာတွေနဲ့တိုင်းနာဒီအခြား ERO ပေါ့နော်တိုင်းနာဒေါ်လာရေးအဖွဲ့
ဆက်ဆက်နေတဲ့အပိုင်းတွေလည်းရှိတယ်ဆိုတော့အဲ့ဒီအပိုင်းအနေနဲ့ဆက်ဆက်ပြီးတော့ပြင်ဆင်တဲ့အပိုင်းကလည်းတစ်ပိုင်းပေါ့ကျွန်တော်တို့အဲ့ဒါနှစ်ပိုင်းရှိတယ် ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ပေါ့နော်ကိုစကိုင်းတိုင်းမှာပေါ့နော်ဒီလူတွေကိုအစုလိုက်အပြုံလိုက်ပေါ့နော်ကလေးသူငယ်ကမကြံဘူးပေါ့နော်သူတို့မီးရှို့တပ်ပြတ်ခဲ့တဲ့ဒီမဒင်းမှုတွေအများကြီးကိုကျူးလွန်ခဲ့တဲ့ဒီစစ်ကောင်စီဘလူးစစ်ကြောင်းဟာယခုလက်ရှိမှာပေါ့နော်ကရားဒေတာမှာအကြအဆုံးတွေအများများနေတယ်ပေါ့နော်အဲ့ဒီအပေါ်မှာရောအခုအနေနဲ့ဘယ်လိုမျိုးအမြင်ရှိလဲပေါ့နော်အခုရဲ့အမြင်လေးကိုပြပြပေးပါအောင်ရှင်ဟုတ်ကဲ့အဲ့ဒီဟာကတော့ကျွန်တော်တို့ဒေါ်လာရေးကနော်ပြည်သူဒေါ်လာရေးဆိုတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ပြည်သူတရက်လုံးကတိုင်းနာညီကိုမောင်နှမတွေကနော်ဒီဒေါ်လာရေးစစ်မျက်နှာတစ်ခုကျွန်တော်တို့ဒီမိသားစုဒီမောင်နှမတွေရဲ့ဒေါ်လာရေးလို့သတ်မှတ်ပြီးတော့အားလုံးကလက်ချင်းတွဲပြီးတော့လှုပ်ဆောင်နေကြနော်ရှင်းရှင်းပြောရရင်တပြည်တော်လုံးနဲ့တိုင်းပြည်လုံးနဲ့နော်ဒီတစုတစ်ဖွဲ့နဲ့ဖြစ်နေတဲ့စစ်ပွဲဖြစ်တယ်တိုင်းပြည်လုံးဆိုတဲ့နေရာမှာတော့အခုနကပြောတဲ့ဒီနယ်မြေအခြေအနေအရပေါ့နော်ဒီလက်နက်ခဲယမ်းတွေဝယ်ယူဖို့တည်ယူဖို့ခက်ခဲတဲ့နေရာတွေရှိတယ်ရှင်းရှင်းပြောရရင်ဒီရန်သူကိုစစ်လက်နက်ပစ္စည်းပြည့်ပြည့်စုံစုံနေရာတွေရှိသလိုရင်မဆိုင်နိုင်တဲ့အခက်အခဲမျိုးမျိုးကြောင့်ရင်မဆိုင်နိုင်တဲ့နေရာတွေရှိတယ်သိထားဖို့ကတော့စစ်ကောင်စီအနေနဲ့ဒီလိုမျိုးပေါ့နော်လက်နက်ခဲယမ်းအခက်အခဲကြောင့်သူတို့အနေနဲ့တချို့စစ်ရေးအခြေအနေတွေမှာအသာစီးယူဟန်ပြလို့ရတဲ့အနေအထားတွေရှိရင်တောင်မှကျွန်တော်တို့ဒီဒေါ်လာရေးညီအကိုမောင်နှမတွေဖြန့်ကျက်နေရာယူထားတဲ့နော်လက်နက်ခဲယမ်းလွယ်ကူတဲ့နေရာတွေကြာရင်တော့သူတို့အနေနဲ့ဒီလိုပဲရုပ်ပြက်ဆင်းပြက်အရှုံးကိုဝန်ခံရမယ်ဆိုတာတော့သိတာတဲ့အနေအထားတစ်ခုအဖြစ်နဲ့ကျွန်တော်တို့သုံးသပ်ချင်တယ်။ဘာလို့လဲဆိုတော့အခုဒီစကိုင်းမှာလက်နက်ခဲယမ်းခက်ခဲတဲ့နယ်မြေကျေပြန့်တဲ့အခါကျတော့နယ်မြေကန်ဒေါ်လာရေးအင်အားစုတွေကနယ်မြေကိုလုံခြုံအောင်အပြည့်အဝမကာကွယ်နိုင်တဲ့အခါတွေမှာသူတို့အနေနဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုပြပြီးတော့ပြည်သူကိုစိတ်သက်ကြသွားအောင်လုပ်နိုင်တယ်။သူတို့ဘယ်လိုပင်ဒီမြေပြင်မှာထိခိုက်နာကျင်မှုတွေရှိပါသေးပေါ့နော်ဒီမှာလေချောင်းနေကြီးချောင်းနေနဲ့ပေါင်းပြီးတော့သူတို့အားဖြည့်တင်တာဖြစ်မယ်နော်ပြည်သူကိုစိတ်သက်ကြအောင်ပို့ပြီးရက်စက်ကြမ်းကြုတ်တဲ့အလုပ်တွေလုပ်ပြလို့ရချင်ရလိမ့်မယ်ဥပမာနယ်မြေချင်းချင်းလေးနဲ့လက်နက်ခဲယမ်းအလုံးအလောင်းနဲ့နေရာကြတော့လေချောင်းကူလို့လည်းမရနော်ဒီနယ်မြေဧရိယာချင်းချင်းနဲ့နော်လက်နက်ခဲယမ်းလောလောကူကူပေါ့လွယ်ကူတယ်မဟုတ်ရင်တော့မှကျွန်တော်တို့ထဲအများကြီးလွယ်ကူတယ်ပေါ့မြေပြင်အနေထားကလည်းတိုက်ဖို့ခိုက်ဖို့တိတ်အဆင်ပြေတဲ့နေရာပေါ့တော့တောင်ရေမြေအနေထားကလည်းအဲ့လိုနေရာတွေကြာရင်တို့အရှုံးကိုပြည့်ပြည့်ဝဝတို့ဝန်ခံပြကြရတော့တာနော်ဘယ်နေရာမှာမှဒီစစ်ကောင်စီကရှင်းရှင်းပြောရရင်တို့ကလည်းတို့အနှစ်90ပြောအနှစ်900တိဆောက်ထားတယ်ပဲပြောတို့မှလူတို့အပေါ်မှာဗိုလ်ကြတတ်တာပေါ့လွဲလို့စစ်ရေးအကြီးချင်းကဘာမှပြည့်ပြည့်ဝဝမရှိတော့ဘူးကျွန်တော်ဒေါ်လာရေးအစာပိုင်းမှာလည်းပြောခဲ့တယ်စစ်အုပ်စုကလွယ်လွယ်ကူကူလေးနဲ့လက်နက်ကိုအားပြုပြီးတော့စစ်ရေးနိုင်ငံရေးကိုညှက်ကစားလာတာသူ့ရဲ့မူလအည်သွေးဖြစ်တဲ့မူလတာဝန်ကိုကြော်ပြီးတော့ဆင်ဟာဆိုင်နေတဲ့စစ်တပ်ကမူလအည်သွေးဖြစ်တဲ့စစ်ရေးမှာလည်းအည်သွေးကမပြေဝတော့နော်အဲ့ရလက်တွေပဲဒီကနေ့နော်တစ်နှစ်သားနှစ်နှစ်သားဒေါ်လာရေးသမားတွေရဲ့လက်ထဲမှာလက်နက်ချင်းတာသူလာပလေးသိသူတို့အများအားရှုံးနေရတာဆိုတာကိုကျွန်တော်တို့မြင်နေရတာပဲဒီအချက်တွေကိုကြည့်ရင်ဒီစစ်အုပ်စုအနေနဲ့လဲလက်နက်ခဲယမ်းခက်ခဲတဲ့နေရာတွေမှာလားသူတို့နည်းနည်းလေးဟန်ကိုဖို့ဆိုပြီးတော့အောင်မြင်မှုကိုပြလို့ရကောင်းရလိမ့်မယ်လက်နက်ခဲယမ်းလွယ်ကူတဲ့နေရာရောက်တာနဲ့နော်အတူတူမဟုတ်ရင်တောင်မှသူတို့ရဲ့အသွေးညံဖြစ်မှုတွေအရာနော်သူတို့အရှုံးကိုပေါ်တင်ကိုဝန်ခံပြရတာတွေပဲအဲ့တော့ကျွန်တော်တို့သိထားရမှာကဒီစစ်အုပ်စုကိုဖြိုဖို့ကျွန်တော်တို့ပြည်သူတွေညီညွတ်ဖို့ပဲလိုပါတယ်ပေါင်းစည်းဖို့ပဲလိုတယ်နော်ကျွန်တော်တို့အားနည်းချက်တွေကိုပြုပြင်လာနိုင်ပြီဆိုတာနဲ့ဒီစစ်အုပ်စုကအခုနကပြောသလိုပြင်ဒီဘက်မှာလိုပဲနေရာအနှံ့မှာသူအတုံးယုံသေးဆုံးပြီးတော့နော်ဒီမြေပေါ်ကနေပြီးတော့ဒါမကြခင်သူအရှုံးနဲ့ရင်ဆိုင်ပြိုလဲရမယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့မြင်တယ်အဲ့လိုပဲသုံးသပ်ချင်တယ်နောက်တစ်ခုကကျွန်တော်တို့တိုင်းနာညီကိုတွေရဲ့နေရာအနှံ့ကနေစူးစမ်းအားထုတ်မှုအတွက်လည်းဒါကျေးဇူးတင်တယ်ပေါ့ကင်းဒီတွေရဲ့ဒီမှာနော်အကောင်သေးသလောက်ပေါ့ပြောရရင်တော့နော်အကောင်သေးသလောက်ပေါ့သူ့ဒေတာသူ့နေရာသူ့အခွင့်အရေးကိုပြည့်ပြည့်ဝဝအသုံးချပြီးတော့ရန်သူကိုထိုးနှက်နိုင်ကြတဲ့အပေါ်မှာလည်းဒါလေးလေးစားစားသိမှတ်ပြုပါဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကိုသမရကြီးနဲ့ပေါ့နော်နိုင်ငံတော်တိုင်ပင်ခံဒေါအောင်ဆန်းစုကြည်အပေါ်တစ်တန်ရှော့ပေါ်မှုပေါ့နော်အပေါ်မှာပေါ့နော်မင်းအောင်လှိုင်တို့ရဲ့လှည့်ကွက်
ပြည်သူတွေပေါ်တက်ရောက်မှုရောဘယ်လိုရှိမယ်လို့ထင်လဲပေါ့နော်ပြီးတော့ကျမဒီကြားနေမြင်နေရတာတွေကတော့ပြည်သူတွေကပေါ့နော်ဒီတော်လှန်ရေးလမ်းကြောင်းကနေမျက်ရှိပြက်ပြီးတော့မှသူတို့ကတော့တော်လှန်ရေးလမ်းကြောင်းကနေပြီးတော့မှဒီမျက်ရှိပြက်ပြီးတော့မှလမ်းလွဲဖို့ကြိုးစားနေတဲ့အပေါ်မှာဒီလမ်းကြောင်းလွဲနိုင်မလားပေါ့နော်ပြည်သူတွေအနေနဲ့အခုအနေနဲ့ဒီအပေါ်မှာဘယ်လိုအမြင်ကိုသုံးသပ်လဲဆိုတာကိုပြပြပေးလို့ရမှာရှိဟုတ်ကဲ့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ကျွန်တော်တို့ဒီအမနာတမ်းပြောရမှာဆိုကျွန်တော်တို့အပါအဝင်ပေါ့နော်ကျွန်တော်တို့အပါအဝင်ကျွန်တော်တို့ပြည်သူတွေမှာနိုင်ငံရေးအသည့်အမြင်အတွေးခေါ်တယ်သိအားနေတယ်ကျွန်တော်တို့ကမှဒါထိုက်တဲ့အားလျော်စွာလေးလာခွင့်ရလို့တော်သေးတယ်တချို့အများစုသောပြည်သူတွေကနိုင်ငံရေးတင်တက်ခံထားရစစ်ကောင်စီလက်ထက်မှာမို့ကြတော့လဲစစ်ကောင်စီမို့လို့ပြည်သူတွေကိုနိုင်ငံရေးနဲ့ဝေးဝေးထားပြီးနိုင်ငံရေးကိုထင်တယ်လို့လဲစားဖို့သူတို့နှိမ့်ရှည်လာကြတယ်ဒီနောက်မှာတခြားနိုင်ငံရေးအင်အားစုတွေပေါ်လာတော့လဲတတိမှန်တဲ့သူတွေကနော်ပြည်သူတွေရဲ့နိုင်ငံရေးအတွေ့အခေါ်တွေကိုနားမျက်စိဖွင့်ပေးပေမဲ့တချို့တွေကကြတော့အခုချိန်ထိနော်ပြည်သူတွေပေါ့လက်နက်ကင်ဒေါ်လာနေတဲ့အချိန်ထိတောင်မှပြည်သူတွေကိုနိုင်ငံရေးနဲ့နော်မဆိုင်တယ်လို့လက်နက်ကင်ဒေါ်လာရေးလုပ်နေတဲ့လူတွေကပဲနိုင်ငံရေးနဲ့မဆိုင်တယ်လို့နိုင်ငံရေးသင်းသက်ခြင်းနဲ့နိုင်ငံရေးသမားတော့ပရိယာများတဲ့မာယာများတဲ့နိုင်ငံရေးသမားတွေလည်းရှိနေသေးတဲ့အခါကျတော့ပြည်သူတွေကနိုင်ငံရေးအတွေ့အခေါ်မှာအားနေတယ်အဲ့ဒီတော့ဒီလိုမျိုးစစ်အုပ်စုကပဲဖြစ်ဖြစ်နော်တခြားနိုင်ငံရေးသမားတွေကပဲဖြစ်ဖြစ်နိုင်ငံရေးလက်ကွက်တွေဖန်တီးလာတဲ့အခါမှာဝေဝါးသွားကြမှာတော့ရှိတယ်ဗျပြောချင်တာကဒီလိုမျိုးပေါ့နော်စစ်ကောင်စီကသူကြုံနေရတဲ့စီးရေးနိုင်ငံရေးအကြက်တဲတစ်ခုကိုဖြည့်ရှင်းဖို့ဒါအဓိကကြတဲ့လူတို့ရဲ့အသေးနှလုံးလိုဖြစ်နေတဲ့ပုံကိုယ်တွေကိုဆွဲထုတ်ပြီးတော့လက်ကွက်တစ်ခုဖန်တီးဖို့လုပ်တဲ့အချိန်မှာထိုက်တဲ့အားလျော်စွာကတော့တက်ရောက်မှုရှိမှာပဲမရှိဘူးမဟုတ်ရှိတယ်ကျွန်တော်ထင်တယ်အတိုင်းအတာတစ်ခုထိနော်လွဲချော်တဲ့သူတွေတောင်မှရှိသွားလိမ့်မယ်ကျွန်တော်ခဏပြောဘူးတဲ့စစ်အုပ်စုကအိုက်ဆန်ချမ်းသာတယ်စစ်အုပ်စုဆိုတဲ့နေရာမှာအောက်ခြေရဲဘော်တွေရတာမချမ်းသာတာဒီတိုင်းပြည်ကိုလဝကြီးအုပ်ဘိုလ်လုပ်ချင်ကြတဲ့စစ်ဗိုလ်ချုပ်တွေရဲ့အတိုင်းအဝိုင်းကဝေကြီးချမ်းသာပြည်စုံတယ်အဲ့ဒီတော့ဒီနိုင်ငံကိုသူကလက်နက်နဲ့နိုင်ငံရေးပြည်ရဲ့နဲ့ပေါင်းပြီးတော့လှည့်ပြားအုပ်ချုပ်ခဲ့တယ်လို့တစ်ဖက်မှာလည်းသူ့ရဲ့ငွေကြေးအင်အားစီးပွားအင်အားကိုအသုံးပြုပြီးတော့ဒီတိုင်းပြည်ကိုလက်ကွက်တွေအမျိုးမျိုးဖန်တီးအုပ်ချုပ်ခဲ့တာပါအဲ့ဒါဘာလဲဆိုတော့သူ့ရဲ့အတိုက်ခံနိုင်ငံရေးအဖွဲ့အစည်းတွေပေါ့နော်ဘာသာရေးအဖွဲ့အစည်းတွေကျောင်းသားအဖွဲ့အစည်းတွေစသဖြင့်အဖွဲ့အစည်းမှန်သမျှကိုသူဝယ်လို့ရသလောက်ဝယ်ပြီးတော့အချင်းချင်းသွေးခွဲတဲ့နည်းနဲ့တိုက်ခိုက်ခဲ့တာတွေလည်းရှိတယ်ကျွန်တော်တို့ပြည်သူတွေဒါကိုတေးသေးချာချာစဉ်းစားမယ်ဆိုရင်ဒါသိနိုင်ပါတယ်တချို့ကတော့အပေါ်ယံလောက်ပဲသိပြီးတော့ဒါကိုနည်းနည်းမသိဘူးဒီကနေ့မှလည်းအဲ့ဒီလိုဝယ်ထားတဲ့နိုင်ငံရေးသမားတွေကျွန်တော်တို့ဝိုင်းနော်ကျွန်တော်တို့ရခုအစိုးရအတိုင်းအဝိုင်းနဲ့မှာအတိုင်းဝိုင်းနေတဲ့မှာတေချာလည်းရှိနေမှာပဲအဲ့တော့အဲ့ဒီရှင်းနေပြီးတာသူဝယ်ပြီးထည့်ထားတဲ့ဒေါ်လာရေးအတိုင်းဝိုင်းတွေကဒေါ်လာရေးအတိုင်းဝိုင်းနဲ့ဆိုတဲ့နေရာမှာထောက်ဖို့တွေရောလက်နက်ကိုင်တဲ့သူရောနော်နိုင်ငံရေးအသည့်အမြင်ကိုမီဒီယာကနေပြီးတော့စာပေနဲ့ဖြန့်ဝေနေတဲ့ဆိုတဲ့လူတွေရောဟို EAO ဘက်ကဒီစီးနိုင်ငံရေးအလုံးကိုခြုံပြီးပြောတာနော်ဒေါ်လာရေးဆိုတာရှင်းပြောရင်သူ့ရဲ့စမ်းကျင်ဘက်အတိုင်းဝိုင်းနဲ့ပေါ့နော်အဲ့ဒီအတိုင်းဝိုင်းနဲ့မှာရောနောက်အခုအစိုးရတရအဖြစ်နဲ့ဒါဥဆောင်နေတဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရေးအစိုးရအတိုင်းဝိုင်းနဲ့မှာရောဒီလိုဝယ်ထည့်ထားတဲ့အဝယ်ခံနိုင်ငံရေးသမားတွေပါနိုင်နေတာနော်တစ်ဖက်ကလည်းအဲ့ဒီလူတွေကကြိုဆောင်ပြီးတော့ဝါဒဖြန့်လိမ့်မယ်တစ်ဖက်ကလည်းအမေစုတို့ကိုသူတို့လိုချင်တဲ့ပုံသဏ္ဍာန်နဲ့ဒါနိုင်ငံရေးမျက်နှာစာပေါ်မှာပေါ့နော်နိုင်ငံရေးမျက်နှာစာနဲ့ထိတွေ့ခွင့်ပြည်သူနဲ့ထိတွေ့ခွင့်ကိုသူတို့သတ်မှတ်ထားတဲ့အကန့်အသတ်တွေကနေထိတွေ့ခွင့်ပေးပြီးတော့ဒေါ်လာရေးကိုဝေဝါးသွားအောင်သူတို့လုပ်လိမ့်မယ်နော်အဲ့ဒါကတော့ရှိတယ်ဒီသမရနဲ့အမေစုတို့အပါဝင်ပေါ့တခြားနိုင်ငံရေးသမားတွေလည်းပါကောင်းပါလာနိုင်တယ်နော်အဲ့ဒါတွေကိုသူတို့ပြည်တန်လျှော့ပေါ်တာတွေတို့မဟုတ်အချိန်ကာလအတိုင်းအတာတစ်ခုနဲ့ဖြေလျှော့ပေးတာတွေလုပ်ပြီးတော့ခုနပြောတဲ့နိုင်ငံရေးမျက်နှာစာတို့မဟုတ်ပြည်သူလူထုနဲ့ထိတွေ့ခွင့်တွေပေးလိမ့်မယ်သူတို့လက်ရှိကြုံနေရတဲ့အကြက်သေးကို break up ပေးနိုင်မဲ့နည်းတွေပေါ့နော်ဓာတ်ရိုက်တော်၎င်းတွယ်ဝိုက်တော်၎င်းသူတို့ဖန်တီးလိမ့်မယ်အဲ့လိုဖန်တီးလာတဲ့အခါမှာခုနပြောတဲ့ဝယ်ထားတဲ့နိုင်ငံရေးသမားတွေကလည်းကျွန်တော်တို့ဒေါ်လာရေးဘက်မှာအားပေးတယ်လို့နဲ့ရှိနေကျွန်တော်တို့လူထုတွေနည်းနည်းပါးပါးတော့ဝေဝါးသွားနိုင်တာရှိလိမ့်မယ်ကျွန်တော်မြင်တယ်ဒါပေမဲ့အဲ့ဒီဟာတွေကိုနော်ကျွန်တော်တို့လည်းဖြည့်ရှင်းဖို့အခုကလေးကြိုတင်ပြီးစဉ်းစားနေပါတယ်ဒါကနှစ်ရှည်လာများလိန်ညာခဲ့တဲ့စစ်ကောင်စီရဲ့ပဲဖြစ်တဲ့စစ်ကောင်စီဟာနော်ရိုးသားတဲ့ရှင်းလင်းတဲ့ခိုင်ကြီးပြတ်သားတဲ့စေတနာထားမှုလူထုအပေါ်မှာရှိတယ်ဆိုလို့ရှိရင်နော်အခုလိုလေးတွေ
အင်္ဂါမစုံနဲ့နော်တချမ်းဘက်တွေ့ဆုံမှုတွေဆွေးနွေးမှုတွေလုပ်เสียမလိုဘူးပုံမှန်လင်းလင်းပဲတိုင်းရင်းသားတွေရောနော်တိုင်းရင်းသားတွေဆိုတာဗမာကနေအစအခြားတိုင်းရင်းသားတွေအစုံအားလုံးကိုပုံမှန်လင်းလင်းဖိတ်ခေါ်မယ်နိုင်ငံရေးဥဆောင်နေတဲ့သူတွေကိုအတိုက်ခံဘက်ကနိုင်ငံရေးဥဆောင်နေတဲ့သူတွေပြည်သူဘက်ကပေါ့နော်အတိုက်ခံဆိုတာတဲ့ဥဆောင်နေတဲ့တော့ဒီနိုင်ငံရေးအကြက်တဲကိုဖြည့်ရှင်းဖို့ကြိုးစားမှာအခုကတော့သူ့ရဲ့အကြက်တဲကိုဖြည့်ရှင်းခြင်းလို့နိုင်ငံရေးအကြက်တဲကိုဖြည့်ရှင်းခြင်းလို့မဟုတ်သူ့ရဲ့အကြက်တဲကိုဖြည့်ရှင်းခြင်းလို့လာတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိထားဖို့လိုသလိုကျွန်တော်တို့သိတော့လဲပြည်သူကိုဒါကြိုတင်ပြီးတော့မျှဝေနေတာတွေရှိပါတယ်အဲ့တော့ဝေဝါးမှုတွေကိုထိုက်တဲ့အားလျော်စွာတော့ကျွန်တော်တို့ရှောင်ရှားနိုင်လိမ့်မယ်နောက်တစ်ခုကစစ်ကောင်စီအနေနဲ့သူ့လက်ခုပ်ထဲမှာရှိနေတဲ့ရေလိုဖြစ်နေတဲ့အခါကျတော့ဘယ်လိုပြောမလဲစိတ်သက်စစ်စင်ရေးအရတော်၎င်းနော်စေဝါနဲ့နည်းပညာတွေရတော်၎င်းအမေစုတို့ရဲ့ဒီပဂရိအသွေးတွေကိုနော်အားနဲ့သွားအောင်ပေါ့နော်ပဂရိတတိတရားတွေကိုယုံနေသွားအောင်လုပ်ပြီးတော့သူတို့ရဲ့လိုချင်တဲ့လမ်းကြောင်းတွေကိုပေါ်ဆောင်လာနိုင်တာရှိပေမဲ့လို့အမေစုတို့ရဲ့နိုင်ငံရေးသစ္စာနိုင်ငံရေးသမာဓိနိုင်ငံရေးသီလနောက်နိုင်ကျွန်တော်တို့နိုင်ငံရေးစေတနာပေါ့အဲ့ဒါတွေအားလုံးပေါ်မှာကျွန်တော်တို့ဆွန့်ချက်မရှိယုံအားနည်းချက်တွေရှိကောင်းရှိလိမ့်မယ်ဒီတိုင်းပြည်ပေါ်မှာထားတဲ့စေတနာတွေနော်နိုင်ငံရေးသစ္စာတွေကိုတော့အပြည့်အဝယုံကြည်တဲ့သူ့အနေနဲ့လူသားဖြစ်လို့မမှားဘူးတော့မရှိနိုင်ဘူးမှားပါပဲဒါပေမဲ့ထက်ကပြောချင်တာသူတို့ရဲ့စေတနာတွေပေါ့အမေစုမှာမဟုတ်ဘူးတမန်ကြီးဦးဝင်းမြင့်အပါဝင်ချို့တော့ကောင်းဆောင်တွေပေါ့နော်အဲ့ဒီလူတွေရဲ့နိုင်ငံရေးသစ္စာသမာဓိတွေနော်စေတနာတွေကိုကျွန်တော်ကအပြည့်အဝယုံတယ်အဲ့တော့ကျွန်တော်တို့စစ်ကောင်စီရဲ့ဒီနိုင်ငံရေးလက်ကွက်ဖန်တီးပြီးတော့ပြည်သူတွေဝေဝါးအောင်လုပ်တဲ့အပေါ်မှာကျွန်တော်တို့ကောင်းကောင်းကြော်လွှားနိုင်ပါဘူးဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ဖြေသွားလဲအရန်ကောင်းပါတယ်ပေါ့နော်အဲ့ဒီအဲမှာတတိထားမိတဲ့အချက်ပေါ့နော်ညံတို့ဒီတော်လန်ရေးဒီထောက်ပို့တွေပဲဖြစ်ဖြစ်တော်လန်ရေးမှာပါဝင်အားဖြစ်နေတဲ့ဒီပြည်သူတွေပဲဖြစ်ဖြစ်ပေါ့နော်အခုပြောသားတဲ့အထက်မှာနိုင်ငံရေးဝယ်ယူထားတဲ့သူတွေကအသင့်ဆောင်ကြုံနေမဲ့ဆိုတဲ့အရာပေါ့နော်ဒါကျမအနေနဲ့တော့မှဒါဒီမစင်းစားမိတဲ့အချက်ပေါ့နော်ဒီဝယ်ယူထားတဲ့သူတွေဆိုတာကရောဘယ်လိုလူတွေကပို့ပြီးအဲ့လိုလူတွေကဘယ်လိုမျိုးပုံစံနဲ့ဆိုတိတာထင်ရှားစေနိုင်မလဲပေါ့နော်ကျမတို့ဒီထောက်ပို့တွေအားလုံးတတိထားလို့ရအောင်ပေါ့နော်သူတို့ရဲ့ပုံစံอ่ะပေါ့ဟယ်လိုမင်းလိုင်းကျသွားဟယ်လိုဟုတ်ကဲ့ကောဟုတ်လိုင်းကျသွားတယ်မင်းမေးခွန်းလေးတစ်ချက်ပြန်မေးပေးပါဟုတ်ကဲ့အကိုကဖြေသွားတဲ့အထက်မှာပေါ့နော်ဒီနိုင်ငံရေးဝယ်ယူထားတဲ့သူတွေကပေါ့နော်အသင့်ဆောင်ကြုံနေတယ်ဆိုတဲ့အရာပေါ်မှာပေါ့နော်တော်လန်ရေးကိုအားနေသွားအောင်သူတို့တွေကအသင့်ဆောင်ကြုံပြီးတော့မှလှုပ်ယူလိုက်မယ်ဆိုတဲ့အရာပေါ်မှာပေါ့နော်ကျမတို့ထဲမှာရောရောင်ပြီးတော့မှသူကရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ထောက်ပို့တွေကိုအားနေသွားအောင်သူတို့ကအစင်သင့်ဝေဝါးသွားအောင်လှုပ်လိုက်မယ်ဆိုတဲ့အဓိကရည်ရွယ်ချက်ကိုဆိုလိုတာလားမသိဘူးနော်ဟုတ်ထောက်ပို့တွေဆိုတာလဲပါတယ်ပေါ့နော်ဒေါ်လာရင်းမှာဒါပေမဲ့ထောက်ပို့မှာမဟုတ်ဘူးကဏ္ဍတိုင်းမှာအရေးကြီးတဲ့ကဏ္ဍတွေရှိတယ်နော်အခုဒေါ်လာရင်းကပြည်သူတွေကိုအတွေးနဲ့ကိုနော်ကိုဆုံးဖြတ်ချက်နဲ့ကိုစလက်နဲ့ကင်ပြီးစခဲ့တဲ့ဒေါ်လာရင်းဆိုပေမဲ့နောက်ပိုင်းမှာအခြေအနေရကျွန်တော်တို့ဒီပြည်သူနဲ့ဒီဒေါ်လာရင်းရဲ့အဓိပတိအဖွဲ့အစည်းတစ်ခုကိုကျွန်တော်တို့ကြိုဆိုထားရတယ်လက်ခံထားရတယ်အဲ့ဒါ NUG ပေါ့နော်အဓိကကြတယ်ဘလို့ပဲဖြစ်ဖြစ်ပြည်သူကကိုယ့်အကိုစခဲ့တယ်ဆိုပေမဲ့လို့အစိုးရတရက်ကိုလက်ခံပြီးတဲ့နောက်မှာတော့အဲ့ဒါကရဲ့အဓိကကြတဲ့အဖွဲ့အစည်းတစ်ခုဖြစ်နော်အဲ့ဒီထဲမှာလဲပုံမှန်လင်းလင်းပြောရင်ပါနေနိုင်တာပဲနော်တို့မဟုတ်အဲ့ဒီအစိုးရထဲမှာရန်နေရာထဲမှာပါနိုင်တဲ့လူတွေကိုသူတို့ဝယ်ထက်ထားဖို့အဆင်မပြေသေးဘူးရှိပြီးသားဖြစ်ကောင်းလဲဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုမရှိသေးဘူးဆိုရင်လဲအစိုးရနဲ့လူထုကြားမှာနော်သဘောထားညှိနှိုင်းတာမျိုးအပြန်အလှန်ဝါဒဖြန့်တာမျိုးပေါ့နော်ဒီနောက်လူထုကြားမှာပို့ပြီးတော့အစိတ်ကအောင်စီယုံပေးတဲ့သူမျိုးလိုနဲ့ဒီဘယ်လိုပြောမလဲမီဒီယာဘက်ကနေပေါ့နော်ဒီစာပေအရေးအသားတွေနဲ့စသဖြင့်ပေါ့ပုံသဏ္ဍာန်မျိုးစုံနဲ့ဒီကျွန်တော်တို့ဒေါ်လာရေးဘက်ကနေပြီးတော့ဒေါ်လာရေးရဲ့ lobby အယောင်ဆောင်ပြီးတော့ဒီ NUG ကိုရှင်းကပ်ဒုမဟုတ် NUG နဲ့လူထုကြားမှာဝင်ပြီးတော့ပါလေးပေါ့ဝင်ပြီးတော့ဒေါ်လာရေးကိုအားဖြည့်တယ်လို့နဲ့ဒေါ်လာရေးရဲ့အကျိုးရလဒ်တွေကိုပြည်သူကြိုက်အောင်ပြောမယ် NUG ရဲ့လှုပ်ဆောင်မှုတွေတန်ဖိုးတွေကိုလည်းပြည်သူကြိုက်အောင်ပြောမယ်ပြည်သူတွေရဲ့ကြိုးစားအားထုတ်မှုကိုလည်းပြည်သူကြိုက်အောင်ပြောမယ်အဲ့လိုကြိုက်အောင်လည်းပြောရင်းနဲ့မှဖြည်းဖြည်းချင်းပေါ့နော်ဖြည်းဖြည်းချင်းအကြောင်းလေးတွေလိုက်ရှာပြီးတော့အစိုးရနဲ့
မြေပြင်ကဒေါ်လာရေးအင်အားစုတွေကြားတွေးကွဲသွားအောင်လုပ်နေတဲ့လူတွေလည်းရှိတယ်နော်ထောက်ပို့ထဲမှာလည်းစနစ်တကျနဲ့စနစ်တကျနဲ့တေချာလူထုယုံကြည်လောက်အောင်ထည့်ထားပြီးတော့နော်အချင်းချင်းတွေပေါ့ကွဲပြဲပြီးတော့အားနဲ့သွားအောင်လုပ်မှာတွေလည်းရှိတယ်ကျွန်တော်တို့ဒေါ်လာရေးအဖွဲ့အစည်းတွေထဲမှာလည်းဒီလိုမျိုးဝယ်ပြီးတော့ထည့်ထားပြီးတော့ဒေါ်လာရေးသမားအချင်းချင်းကြားသဘောထားကွဲလွဲသွားအောင်လုပ်တာတွေရှိလိမ့်မယ်ပြောရရင်တော့စစ်ကောင်စီကဒီလိုဝယ်ပြီးထည့်တဲ့ကိစ္စတွေမှာလုံးဝကိုပဲထည့်လို့မရတော့ရင်တော့မှဝယ်ယူပြီးတော့သူတို့ဘက်ကနေပြီးတော့ဒီ propaganda လုပ်တဲ့လူတွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကအဲ့လိုမျိုးသူတို့ဘက်ကိုဝယ်ယူပြီးတော့လုံးလုံးခေါ်တရားမလို့သေးဘူးဆိုရင်သူ့ရဲ့စန့်ကျင်ဘက်ကျွန်တော်တို့ပြည်သူ့ဘက်ထဲမှာပေါ့ပြည်သူ့ဒေါ်လာရေးနယ်ဘက်ထဲမှာထည့်ထားပြီးတော့အချင်းချင်းထောက်ဖို့အချင်းချင်းသွေးခွဲမယ်ဒေါ်လာရေးသမားအချင်းချင်းသွေးခွဲမယ်နောက်အစိုးရနဲ့မြေပြင်ကိုသွေးခွဲမယ်အဲ့ဒီအကွဲလေးတွေကဟာသွားပြီးတော့အားနဲ့သွားပြီဆိုတဲ့အချိန်ကြမှာကျွန်တော်တို့ဖြည်းဖြည်းချင်းဖြိုလဲသွားဖို့အစီအစဉ်တွေရှိတယ်အခုဆိုရင်ကြည့်လိုက်ထောက်ဖို့တွေအချင်းချင်းလိုက်ပြီးတော့အချင်းချင်းပြဿနာတက်ကြတာရှိတယ်ကိုယ်ပိုင်အသိဉာဏ်အတွေ့ခေါ်အားနဲ့လို့ပျက်စီးတာရှိတယ်လို့ကျွန်တော်တင်တဲ့တချို့ကရည်ရွယ်ချက်ရှိနဲ့စနစ်တကျကိုပဲဒါလူတို့ယုံကြည်လောက်အောင်ထည့်ထားတဲ့သူတွေရှိမှာအဲ့ဒီလိုပဲဒေါ်လာရေးအဖွဲ့အစည်းတွေကြားထဲမှာလည်းအဲ့လိုကွဲနေရတယ်ရှိတယ်ဒါကစနစ်တကျနဲ့ယုံကြည်လောက်အောင်တစ်ဖက်ကလည်းလှုပ်ပြပြီးတော့တစ်ဖက်ကသွေးခွဲနေတာရှိလိမ့်မယ်အဲ့ဒါတွေကျွန်တော်တို့ပြည်သူတွေတအားကိုသတိထားဖို့လိုတယ်အရေးကြီးတယ်ကိုရှေ့မှာကတည်းကစစ်ကောင်စီကအဲ့လိုလှုပ်လာခဲ့တာနောက်တစ်ခုအစိုးရကိုပြောတယ်အစိုးရကိုနော်ပို့ပြီးတော့ဘဝင်မြင့်သွားအောင်လုပ်တယ် NUG အစိုးရအဲ့ဒီရန်တွေကအဲ့ဒီအုပ်စုကိုပို့ပြီးဘဝင်မြင့်သွားအောင်လုပ်ပြီးတော့မြေပြင်ကလူတွေအပေါ်မှာအတိမတ်ပြုတာတွေနော်ဘာရင်ခြေလွတ်လေမြေပြင်ကလူတွေအပေါ်မှာဒီအတိမတ်ပြုတာနဲလေပေါ့အဲ့လိုအတိမတ်ပြုတာနဲလေကွာဟချက်တွေများလာလေအဲ့လိုများလာလေတခါအပြန်လန်အင်အားတွေနဲသွားလေဆိုတာမျိုးဖြစ်အောင်ပေါ့နော်ပရိယေကိုလှုပ်ဆောင်နေတာကျွန်တော်တို့မြေပြင်မှာတွေ့ရအဲ့ဒါကြောင့်လဲနော်ကျွန်တော်ထင်တယ်ဒီအောက်ခြေမှာစိတ်သက်မခိုင်တဲ့နိုင်ငံရေးသမားတွေကိုအသုံးချပြီးတော့ငွေကြေးနဲ့တော်၎င်းတစ်ချိန်မှာနော်သူတို့ရဲ့လျှို့ဝှက်စီမံကိန်းတွေ plan တွေအောင်မြင်သွားရင်နော်အဲ့ဒီအောင်မြင်ပြီးတဲ့နောက်အကျိုးဆက်ကြရင်ကောင်းမွန်တဲ့ဒီအခွင့်အရေးတွေနဲ့ပြူဆွဲပြီးတော့လှုပ်ထားတဲ့နိုင်ငံရေးသမားနော်ဒေါ်လာရေးသမားတွေအင်အားစုတွေလည်းကျွန်တော်တို့ထဲမှာနေနိုင်တယ်အဲ့ဒါတွေကျွန်တော်မြင်နေရတယ်တချို့ပြောလို့မကောင်းလို့လားနော်ကျွန်တော်တို့ဆိုလဲတကယ်ဒီဒေါ်လာရေးစစ်မျက်နှာပြင်မှာလိုက်ပြီးအဖြက်သီးသန့်အနှောက်အယှက်သီးသန့်လုပ်နေတဲ့လူတွေတွေ့နေရတယ်ပညာတတ်တွေလို့ထင်ရတယ်နိုင်ငံရေးသမားတွေနိုင်ငံဒီဒေါ်လာရေးကိုချစ်တဲ့လူတွေလို့ထင်ရတယ်ဒါပေမဲ့စိစိပြန်စဉ်းစားကြည့်မဟုတ်ဘူးအခုနပြောတဲ့အနှောက်အယှက်သီးသန့်လုပ်နေတဲ့လူတွေအနှောက်အယှက်ကိုပို့ပြီးဇောင်းပေးလုပ်တဲ့လူတွေရှိတယ်လို့ယုံကြည်မှုရအောင်ဇောင်းပေးလုပ်ရင်းနဲ့လိုက်ပြီးတော့ပြဿနာရှာတိုက်ခိုက်နေတဲ့သူတွေလည်းကျွန်တော်တို့ဒေါ်လာရေးထဲမှာတွေ့နေရတယ်ပြင်ဆင်မှာလူထုတွေအနေနဲ့လည်းဆင်ခြင်မှာနော်အဲ့ဒီပုံကိုယ်တွေနဲ့လည်းအနေနဲ့လည်းပြင်ဆင်မှာနော်စစ်ကောင်စီရဲ့ပေးတဲ့အခွင့်အရေးတွေနော်အဲ့ဒါတွေကိုယူပြီးလူထုကိုမတတ်ကြနဲ့ပြောချင်တယ်လူထုတွေအနေနဲ့လည်းဆင်ခြင်မှာယုံကြည်မှုတွေမလွန်ကဲကြနဲ့ကျွန်တော်အပေါ်မှာပဲဖြစ်ဖြစ်ဟောဒီဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ်နော်ကိုယ်ပိုင်ဉာဏ်နဲ့ဆင်ခြင်သုံးသပ်ပြီးမှယုံကြပါနော်လူတယောက်ကလူတစုကပေးတဲ့ခေါင်းစဉ်တွေအောက်မှာတင်ပြည့်ပြည့်လိုက်ပြီးတော့ကိုယ့်ရဲ့အတွေးခေါ်တွေပျောက်မသွားကြပါနဲ့ကိုယ်ပိုင်လည်းတွေးပြီးကမှလုပ်ကြပါလို့ပြောချင်တယ်အဲ့ဒါအသိအန္တရာယ်ကြီးတဲ့အလုပ်မလို့ပါနော်ကျွန်တော်ဒါလေးကိုနည်းနည်းအကျယ်ချဲ့ပြီးပြောရခြင်းဖြစ်ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်အခုအနေနဲ့ဒီစစ်ကောင်စီကအပေါ်ဆုံးကငွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂါနာတီးတီးမှာရှိနေတဲ့လူတွေတော်လိုင်းရေးမြေပြင်ကတော်လိုင်းရေးသမားတွေပဲဖြစ်ဖြစ်ထောက်ဖို့တွေပဲဖြစ်ဖြစ်နောက်ဆုံးကျမတို့ယုံကြည်အားကိုးရမယ်ဒီအစိုးရတစ်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ဝယ်ယူထားတဲ့သူတွေဒါမှမဟုတ်လို့ရှိရင်ဝယ်ယူလို့ရတဲ့လူတွေရှိတဲ့အတွက်ကြောင့်မို့လို့ဒါကြောင့်မို့လို့ကျမတို့ပြည်သူလူထုအနေနဲ့အမြဲတမ်းမျက်ခြေမပြတ်စောင့်ကြည့်ပြီးတော့မှသတိထားရမယ့်အခြေအနေမျိုးကိုဆိုလိုတာပေါ့နော်ကိုဒါဆိုရင်ဟုတ်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကိုအားဆိုလို့ရှိရင်ပေါ့နော်လက်ရှိ NUG အစိုးရကပေါ့နော်လမ်းအားလုံးကိုနေပြည်တော်တို့လို့ကြော်ညာထားတဲ့အပေါ်မှာပေါ့နော်ဒီအပေါ်မှာဒီကြော်ညာချက်အပေါ်မှာကောပေါ့နော်နှစ်ဦးနှစ်ဖက်ဆိုလို့ရှိရင်ပြောရမယ်ဆိုရင်စစ်ကောင်စီဘက်ကပဲဖြစ်ဖြစ်ကျမတို့ဒီတော်လန်ရေးပြည်သူလူထုဘက်ကပဲဖြစ်ဖြစ်ပေါ့နော်အားလုံးကစိတ်ဝင်စားမှုမြင့်တက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအပေါ်မှာကောအခုအနေနဲ့ဒီထင်မြင်သုံးသပ်ချက်လေးတွေကိုပြပြပေးလို့ရမှာရှင်ဟုတ်ကဲ့ကောင်းတယ်ကျွန်တော်တို့ဒါဒီစကလုံးလေးကလာတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒေါ်လာရင်းမှာရှင်းပြောရင်တွဲတိုင်းမှာဆက်ကောင်းပါတယ်လို့ပေါ့နော်ဒီလိုမျိုးပဲကိုကြီးကိုမင်းကိုနိုင်တို့ပြောခဲ့တယ်အဲ့ကိုကြီးကိုမင်းကိုနိုင်တို့ပြောပြီးတဲ့နောက်မှာပေါ့နော်ဥပ္ပါတို့ပြောပြီးတဲ့နောက်မှာ
တခြားနိုင်ငံရေးသမားတွေလည်းလူထုကိုလှုံ့ဆော်ခြင်းတဲ့လူတွေလည်းဆွဲပြီးသုံးခဲ့ကြတယ်နောက်တွဲတိုင်းမှာဇက်ကောင်းရှိတယ်တို့နောက်တစ်ခုကလမ်းအားလုံးနေပြီးတော့သူ့ဆိုခုပေါ်လာပြန်ပြီစကားလေးတွေလှနိုင်ငံရေးနယ်ပယ်မှာရှိတဲ့ပုံကိုယ်တွေကလူထုကိုစီယုံလှုံ့ဆော်ခြင်းတဲ့နေရာမှာစကလုံးလေးတစ်လုံးနှလုံးနဲ့ကိုချစ်လေးလေးနဲ့အတက်အောင်ပြောနိုင်တာတွေရှိတကယ်ကောင်းပါလူထုရဲ့စွမ်းအားတွေကိုအသုံးချတဲ့နေရာမှာတကယ်တော်ကြပါနော်လမ်းအားလုံးနေပြီးတော့တို့တွဲတိုင်းမှာဇက်ကောင်းရှိတယ်လို့ဆိုတဲ့စကားတွေကျွန်တော်တို့လူထုတွေကြားထဲမှာတကယ်မမရရဖြစ်သွားသေးတဲ့စကားပဲတကယ်လည်းဟုတ်တယ်ကျွန်တော်တို့ရဲ့ဥတီချက်ကဒီစစ်ကောင်စီရဲ့အဓိကအခြေစိုက်ဖြစ်တဲ့ဒီနေပြည်တော်ကိုဝင်းရံပိတ်ဆို့ပြီးတော့ချိန်မုံပြီးလို့ရှိရင်ကျွန်တော်တို့တော်လန်ရေးက90%အောင်မြင်သွားပြီဒီနေပြည်တော်ကိုစစ်ကောင်စီကိုဖြုတ်ချပြီးတော့ဒီနေပြည်တော်ကြီးကိုဖျက်ဆီးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရေးက90%အောင်မြင်ပြီးသွားတေချာပေါအောင်မြင်ပြီးသွားအောင်မြင်မှုကိုပြောတာနော်အလုံးစုံအောင်မြင်မှုကိုပြောတာစစ်ရေးအရာအောင်မြင်မှုကတော့100%အောင်မြင်သွားပြီဒေါ်လာရေးဆိုတဲ့စကားလုံးမှာကျတော့စစ်ရေးတစ်ခုတည်းမဟုတ်ဘူးနိုင်ငံရေးပါနော်အဲ့ဒီတော့အဲ့ဒီစစ်ရေးအရာ100%အောင်မြင်သွားမယ်ဒီနေပြည်တော်ကြီးချိန်မုံပြီးရင်ဒီစစ်ကောင်စီကိုလည်းဖြုတ်ချပြီးရင်ဒါပေမဲ့နိုင်ငံရေးအရာကျတော့90%ပဲအောင်မြင်နေတယ်ဟိုဘက်မှာကျွန်တော်တို့ပြောတယ်နော်အောင်မြင်ပြီးတဲ့နောက်မှာဒီရှေ့ကာလတွေကလို့ပေါ့နိုင်ငံရေးအပြောင်းလဲတစ်ခုဖြစ်သွားပြီးတဲ့နောက်ခေတ်တစ်ခုဖြစ်သွားပြီးတဲ့နောက်မှာဖက်ပေါ်လာခြင်းပေါ်မလာခြင်းပေါ့နော်အဲ့ဒါ90%ကျန်နေလိမ့်မယ်ပေါ့နော်အဲ့ဒါကတော့ပြီးမှကျွန်တော်တို့သဘောထားမှန်မှန်ကန်ကန်နဲ့ရိုးရိုးသားသားနဲ့ဆက်သွားကြဖို့ပေါ့နော်အဲ့ဒါဆိုရင်ဒီကျွန်တော်တို့ဒီလမ်းအားလုံးနေပြီးတော့ဆိုတာမျိုးကဒီနေပြီးတော့ချိန်မုံပြီးရင်စီရေးအရာအောင်မြင်မှုက100%အောင်မြင်လိမ့်မယ်နိုင်ငံရေးအရာကျွန်တော်တို့90%အောင်မြင်ပြီးဖြစ်သွားလိမ့်မယ်ကောင်းတယ်ဒီအလုပ်ကကျွန်တော်တို့ UTP လောက်ဒါပေမဲ့ကျွန်တော်ပြောချင်တာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီလိုမျိုးလူထုကိုစီယုံလှုံ့ဆော်တယ်နော်နေရာမှာကိုပြောတဲ့စကားလေးတွေကိုကိုယ့်အနေနဲ့ကိုလည်းပြန်ပြီးတော့တည်တည်ချာချာအလေးထားကြစေချင်တွဲတိုင်းမှာစက်ကောင်းရှိတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီမှာရေပြင်ကလုံနေတဲ့လူတွေကိုအလုတ်လုတ်ဖို့နှိုးဆော်တဲ့အချိန်ကျရင်တွဲတိုင်းမှာစက်ကောင်းရှိတယ်လို့နှိုးဆော်ပြီးတော့နော်အဲ့ဒီအလုတ်လုတ်တဲ့လူတွေအောင်မြင်ပြီးတော့အဲ့ဒီအောင်မြင်မှုကိုကိုယ်တိုင်ပွေ့ပိုက်ချီတက်ဖို့လုပ်တဲ့အချိန်ကျတော့မင်းတို့ဖယ်ဆိုပြီးတော့နော်အဲ့ဒီအောင်မြင်မှုကိုပွေ့ဖို့ပိုက်ဖို့ကြတော့ငါတို့လူထည့်ပေးမယ်ဆိုတာမျိုးတွေလုပ်လို့မရဘူးရေပြင်ကလူတွေရဲ့စူးစမ်းအားထုတ်မှုနဲ့ဥဆောင်မှုတွေကိုအတိမတ်ပြုတ်ပြီးတော့နော်စက်ကောင်းနေဖြစ်လဲအတိမတ်ပြုတ်ပေးရမယ်ဥပမာစကိုင်းဖိုရံပေါ်လာတယ်နော်အဲ့လိုဘယ်နဲ့မှအတန်ပြတ်သွားလဲမညာဟုတ်ဟိုဟာအခုဥမာစကိုင်း forum ပေါ်လာတယ်ဆိုတဲ့ဥစ္စာလေအခုခဏနေတော့ညီမစကိုင်း forum အကြောင်းမိကွန်းလာအောင်ပါအခုခဏနေတော့အဲ့ဒါလေးရဟုတ်ပြီအဲ့ဒါဆိုရင်စကိုင်း forum အကြောင်းကိုအဲ့ဒီကျမှကျွန်တော်တို့ဆက်ပြောတာပေါ့ပြောချင်တာကတော့တွဲတိုင်းမှာစက်ကောင်းရှိတယ်ဆိုတာမျိုးပေါ့နော်ဒေတာတိုင်းရဲ့စ조사အားထုတ်မှုတွေကိုနော်ဒေတာခံတွေရဲ့ဥဆောင်မှုကဏ္ဍကိုအတိမတ်ပြုပေးကြရငါတို့ရဲ့ automatic ခံထားတဲ့ဒီစစ်အုပ်စုလက်ထက်ကလို့ပေါ့ငါတို့ automatic ခံထားတဲ့လူတွေကပဲဒါကိုဥဆောင်မောင်းနေရမယ်နေရာတိုင်းမှာကဏ္ဍတိုင်းမှာတော့အဲ့ဒီလူတွေကပဲလှုပ်တတ်တယ်ဆိုတာမျိုးပေါ့အဲ့ဒီလူတွေပဲလှုပ်ခွင့်ရမယ်အဲ့ဒီငါတို့လူတွေပဲလှုပ်ခွင့်ရမယ်ငါတို့လူတွေပဲလှုပ်တတ်တယ်ငါတို့လူတွေကိုပဲအတိမတ်ပြုတ်ပေးရမယ်ဆိုတဲ့သဘောကကျွန်တော်တို့တစ်ချိန်ကစစ်ကောင်စီတိုင်းပြည်ကိုစိုးမိုးခဲ့တဲ့အချိန်နဲ့တူသွားလိမ့်ဒေသခံပြည်သူလူထုတွေရဲ့နော်စူးစမ်းအားထုတ်မှုကိုအတိမတ်ပြုရမှာဖြစ်တယ်လို့ဥဆောင်မှုကိုလည်းအတိမတ်ပြုပေါ်ဆောင်ပေးဖို့လိုတယ်ဒါအသွဲတိုင်းမှာစက်ကောင်းရှိတယ်ဆိုတဲ့စကားလုံးနဲ့ကျွန်တော်တို့လူထုကိုနော်ဒါဥပ္ပေါ်ကြီးကလှုံ့ဆော်ခဲ့တယ်နော်အဲ့ဒီစကားကိုအခု NUG အစိုးရရန်နေရာမှာပါနေတဲ့သူတွေရောနိုင်ငံရေးလှုံ့ဆော်တဲ့သူတွေရောအားလုံးကယူသုံးခဲ့တာပဲဒါပေမဲ့တွဲတိုင်းကစက်ကောင်းတွေကိုအတိမတ်မပြုတာမျိုးကအင်အားစုတွေကပဲလုပ်နေအဲ့ဒီမှာကျွန်တော်တို့မြေပြင်မှာအလုံးလုံးနေတဲ့လူတွေအချင်းချင်းနော်စုဝေးပြီးတော့နော်စီရေးကိစ္စရက်တွေတိုင်ပင်ဖို့လုပ်ကြတဲ့အခါမှာအဲ့ဒီငကားတို့စီသွားတွေ့ကြမလို့ဘူးပေါ့နော်ရှင်းပြောရရင်ဒီ local PDF တွေနဲ့ငါတို့အောက်က PDF တွေကထိတွေ့ဆွေးနွေးခွင့်မရှိဘူးဆိုတာမျိုးတွေအထိအဲ့ဒါလောက်အထိဆိုးရတဲ့ဒါအမိန့်စည်းစိမ်မှုတွေလောက်လာတယ်ဒါကတိုင်းခရိုင်အဆင့်တိုင်းအဆင့်လားတော့မဟုတ်အဲ့ဒီအထက်ကကိုပဲရှိနေသလားဆိုတာတော့ကျွန်တော်မပြောလို့ဘူးပေါ့ဗျာနော်လူထုတွေကိုယ့်ဟာကိုယ်ပဲစဉ်းစားပေါ့နော်
အဲ့ဒီလိုတွေရှိနေတာတော့မှန်တယ်ဟုတ်ပြီလမ်းအားလုံးနေပြီးတော့တို့ပြောရရင်ရှင်းရှင်းပြောရရင်ဒီလမ်းတွေကပြည်သူဖောက်ခဲ့တာလိုအပ်လို့ပြည်သူကအစိုးရတရက်ကိုလက်ခံကြိုဆိုထားတာအဲ့ဒါကအပြန်လည်လေးစားမှုလိုတယ်သူတို့ပြောနေကြတယ်နော် NUG မရှိရင်ဒီဒေါ်လာရေးကအကျန်းဖက်ပဲဆိုတာမျိုးဖြစ်သွားလိမ့်မယ်နော် NUG မရှိရင်လို့ပြောလို့မရဘူးအစိုးရမရှိရင်လို့ပြောအဲ့ဒါဆိုနည်းနည်းအတိတ်ပဲပုံပြီးပြည့်စုံနေတယ်အဲ့ဒီအစိုးရဆိုတာဘယ်သူကဖန်နေတာလဲပြည်သူကဖန်နေတာမရှိရင်ရှိအောင်လုပ်မှာပေါ့အဓိကလိုချင်တာမှန်ကန်တဲ့အစိုးရဖြစ်ဖို့ပဲလိုတယ်နော်ဗိုလ်ချုပ်ပြောခဲ့ဘူးတဲ့စီကံမရှိတဲ့စစ်တပ်ရှိနေမဲ့အစားအဲ့ဒီစစ်တပ်မရှိတာကမှကောင်းနေတယ်ဆိုသလိုပဲအစိုးရတရက်အနေနဲ့လည်းပြောရရင်နော်စီးမဲ့ကမ်းမဲ့အာဂရိမကင်းတဲ့အစိုးရတရက်ရှိနေတာစားရင်အဲ့လိုအစိုးရမရှိတာမှကောင်းလေအောင်မယ်လို့ကျွန်တော်ကြမ်းကြမ်းတမ်းတမ်းမပြောရလေတိုင်းပြည်ပြက်ခဲ့တာစစ်အာဏာရှင်ကြောင့်မဟုတ်ဘူးကိုကြိုးသမားတွေကြောင့်ပြက်တာစစ်အာဏာရှင်ဆိုတဲ့စကားထက်ပိုပြည့်စုံဖို့ဆိုရင်ကိုကြိုးသမားတွေလို့ပြောရလိမ့်မယ်အာဂရိမကင်းတဲ့အစိုးရကြောင့်လို့ပြောရလိမ့်မယ်အဲ့ဒါစစ်တပ်ကပဲလုပ်လို့စစ်တပ်မဟုတ်တဲ့လူကပဲလုပ်လို့အဆင်မပြေဘူးအဲ့ဒီမှာကျွန်တော်ပြောချင်တဲ့စကားဒီပြန်သွားရရင်နော် NUG မရှိရင်ဆိုတော့ဘာဖြစ်သွားမလဲဆိုတော့မေးခွန်းကိုမမေးပါနဲ့မြေပြင်ကအလုပ်လုပ်တဲ့လူတွေမရှိတော့ရင်ရော NUG ဆိုတာကလည်းဟာတာအဖွဲ့အစည်းလေးတစ်ခုကျွန်တော်ဒါကကွဲဖို့ပြောနေတာမဟုတ်ဘူးเนาะအပြန်လန်ရဲ့တန်ဖိုးကိုအရှိတရားကိုချိန်ပြနေ NUG ကလည်းမြေပြင်ကိုလေးစားဖို့လိုသလိုမြေပြင်ကလည်း NUG ကိုလေးစားဖို့လိုတယ်ကျွန်တော်တို့မှာကွဲလို့ရနော်ဒါပေမဲ့အုပ်စုတွေကွဲနေလို့ရတယ်အဲ့ဒီအုပ်စုတွေကခွဲထွက်လို့မရအပြန်လန်လေးစားနေရမယ်အပြန်လန်အတိမပြုတ်နေရလောကရဲ့သဘောအရာတစုတည်းဖြစ်သွားလို့တော့ရမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအစုတွေကညီညွတ်နေလေးစားမှုရှိနေရဒီတော်လန်ရေးကအားလုံးပေါင်းစည်းမှုနဲ့သွားရမယ်အနေအထားမှာငါကရုငါအုပ်စုကတာအရေးပါတယ်ငါကရုငါအုပ်စုကတာတန်ဖိုးကြီးတယ်လို့ရှင်းနေရင်အဲ့ဒီပုံစံပုံဖော်နေရင်အဲ့ဒါနိုင်ငံရေးသစ္စာမမှန်တာပဲနိုင်ငံရေးတွေမမှန်တာပဲလို့ပြောရလိမ့်ဘယ်အုပ်စုကလို့ကျွန်တော်ပြောချင်တာရှင်းရှင်းလေးရတော့အစိုးရဆိုတာပြည်သူကမွေးတာကောင်းတာလဲပြည်သူကမွေးလိုက်တာပဲဆိုးတာလဲပြည်သူကမွေးလိုက်တာကောင်းတာလို့ချင်းထပ်မွေးလို့ရကောင်းအောင်လုပ်ကြပါနော်အားလုံးကိုအတိမတ်ပြုပါလမ်းအားလုံးနေပြည်တော်တို့ဆိုသလိုပဲပြည်သူဖောက်ထားတဲ့လမ်းမှာရှေ့ကလာလျှောက်တယ်နော်ရတယ်ကျွန်တော်တို့ကြည်ပဲရှောက်မယ်လို့စိတ်ကူးထားတာမဟုတ်ဘူးကျွန်တော်တို့ဖောက်ပေမဲ့ကောင်းကောင်းမွန်မွန်အာဂရိကင်းကင်းစင်စင်နဲ့ဥဆောင်သွားတဲ့လူရှိရင်အဲ့ဒီလူကိုရှေ့ကသွားခွင့်ပေးပြီးကျွန်တော်တို့နောက်ကလိုက်ကျွန်တော်တို့ဖောက်ထားတဲ့ရှေ့ကလာရတဲ့အာဂရိကလည်းမကင်းစင်မှုငါဆိုတဲ့ကောင်တွေဆိုရင်တော့ကျွန်တော်တို့ကအဲ့ဒီလူတွေကိုဖယ်ပြီးတော့နေပြည်တော်ကကျွန်တော်တို့ဘာသာလဲရှောက်မှာအဲ့ဒီမှာဟိုလူမလိုက်နဲ့ဒီလူမလိုက်နဲ့ဆိုတာမျိုးတွေလောက်လာခဲ့ရင်ကျွန်တော်တို့လက်ခံမှာမဟုတ်ပါအဲ့ဒီမှာဖြစ်လာပြီးပြဿနာတွေကနော်တကယ်မြေပြင်မှာကျွန်တော်တို့မပြောပဲအောင်းနေခဲ့တာတချို့က line ပေါ်မှာမပြောပါနဲ့အဲ့မပြောလေကြီးလာလေပဲပြဿနာကအဲ့ဒါဆိုတော့ကျွန်တော်တို့ပြောတင်တာတွေပြောရမယ်လမ်းအားလုံးနေပြီးတော့တို့ဆိုတဲ့အတိုင်းပဲဒီပြည်သူဖောက်ထားတဲ့လမ်းတွေကိုပြည်သူကိုလည်းကောင်းကောင်းမွန်မွန်ရှောက်ခွင့်ပေးပါငါတို့ဥဆောင်ခွင့်ရပြီဆိုတာနဲ့နော်ငါတို့ထင်ရဆိုင်မယ်ဆိုတာမျိုးတော့မလုပ်ပါနဲ့ကျွန်တော်တို့ဖောက်ထားတဲ့လမ်းတွေပါအဲ့ဒီလမ်းကနေကောင်းကောင်းမွန်မွန်ဥဆောင်ရှောက်ပေးပါကျွန်တော်တို့ကစိတ်ချနောက်ကနေကောင်းကောင်းမွန်မွန်လိုက်လာခဲ့မယ်ကျွန်တော်တို့ကနေရာလိုချင်လို့မဟုတ်ဘူးဒါပေမဲ့တခုတော့ရှိတယ်အရေးချင်းရှိတဲ့လူတွေကိုနေရာပေးတာမျိုးဖြစ်စေခြင်းငါအစုပွဲပဲနေရာပေးမယ်ဆိုတာမျိုးလည်းမဖြစ်စေခြင်းဘူးပေါ့နော်ကျွန်တော်တို့ကအဲ့တော့ဒီဒေါ်လာရင်းမှာ chain of command ကအရေးကြီးတယ်ဒါပေမဲ့ chain of command ဆိုတဲ့နေရာမှာငါ chain အောက်ကသွားမှာပဲဆိုတာမျိုးအဖြစ်နဲ့အားလုံးကိုလိုက်ပြီးတော့အစိုးရတရက်က chain တွေတိစောက်နိုင်အောင်ကြိုးစားပါလို့ကျွန်တော်ပြောချင်ဆက်လက်ပြီးတော့မှာပေါ့နော်ယနေ့လက်ရှိပေါ့နော်စကိုင်းforum ရဲ့နိုင်ငံရေးပေါ့နော်ဥတီချက်စကိုင်းမှာရှိတဲ့အဖွဲ့အစည်းတွေအားလုံးပေါ့နော်ဒီစကိုင်းမှာရှိတဲ့ forum လဲထွက်လာပြီးဖြစ်ပြီးတော့မှဒီဥတီချက်နဲ့စကိုင်းမှာရှိတဲ့အဖွဲ့အစည်းတွေအားလုံးကတဟဇာတပေါ့နော်ဖြစ်နိုင်မှုမဖြစ်နိုင်မှုအခြေအနေတွေကိုလည်းအခုအနေနဲ့သုံးသပ်ပေးပါအောင်ရှင်ဟုတ်ကဲ့အဲ့ဒါကတော့အများစုကတော့ဖြစ်နိုင်ပါစကိုင်း forum မှာပါဝင်လာတဲ့အဖွဲ့အစည်းတွေကအများစုကတော့ဖြစ်နိုင်ပါတယ်အနည်းစုကတော့လောကသဘာဝအရာအဲ့လိုကွဲလွဲမှုလေးတွေကတော့ရှိမှာပဲကွဲလွဲမှုဆိုတာကကိုယ့်ရဲ့အလိုလျောက်စဉ်းစားဉာဏ်နဲ့ကွဲလွဲမှုပေါ့တစုံတဦးတစုတစ်ဖွဲ့ရဲ့သွေးထိုးလှုံ့ဆော်မှုကြောင့်နော်ကွဲလွဲမှုရှိနိုင်တာပဲအဲ့လိုကွဲလွဲမှုဆိုတဲ့နေရာမှာတစ်ဖက်ကဒီဟာတွေစူးစီးသွားလို့ရှိရင်အောင်မြင်မှုကအများကြီးရှိတယ်ဆိုတာကိုသိနေတဲ့ဒီစစ်ကောင်စီရဲ့ခုနကပြောတဲ့
တို့ဝယ်ထားတဲ့နိုင်ငံရေးသမားတွေနဲ့တွေ့ထုမှုနော်ဒီဖျားယောင်းမှုတွေကြောင့်ကွဲလွဲတာရှိကောင်းရှိလိမ့်မယ်နောက်တစ်ခုကဒီအောင်မြင်မှုတွေဖြစ်လာခဲ့ရင်မြေပြင်ကစ조사အားထုတ်မှုတွေအောင်မြင်မှုတွေစူးစီးပြီးတော့ဖြစ်လာခဲ့လို့ရှိရင်ငါတို့ရဲ့ဥဆောင်မှုကဏ္ဍတွေကျော့သွားမှာဆိုတာမျိုးကြောက်တဲ့သူတချို့ကလည်းဒါကိုတွေးခွဲလိုက်အဲ့ဒီအနေထားကြောင့်ကွဲလွဲတဲ့အနေထားနည်းနည်းပါးပါးရှိကောင်းရှိလိမ့်မယ်စကိုင်းဘူရန်ကတော့အများစုကတော့သာသာတာဖြစ်ဖို့ရှိသလိုဒီရဲ့ရလက်ကလည်းအများကြီးကောင်းကျိုးရှိနေပါတယ်ဥပမာတစ်ခုပြရရင်စကိုင်းဘူရန်ဆိုတာကတကယ်တော့စီရေးနိုင်ငံရေးကိစ္စတွေမှာစကိုင်းမြေပြင်မှာနော်တကယ်ရှိပြီးတော့စီရေးလှုပ်ရှားမှုတွေနိုင်ငံရေးလှုပ်ရှားမှုတွေနော်လူထုနဲ့တကယ်ထိတွေ့နေတဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေကဒီစကိုင်းတိုင်းရဲ့လက်ရှိပြစ္ဆုတ်ပံရောအနာဂတ်အတွက်ရောနော်ကာကြမာတစ်ခုကိုဖန်တီးတဲ့နေရာရင်ဆိုင်တဲ့နေရာမှာပါဝင်ကြဖို့ကြိုးစားတာရှင်းပြောရရင်စကိုင်းတိုင်းရဲ့ပြစ္ဆုတ်ပံရောအနာဂတ်ရောကိုယ့်လက်ကိုယ့်ခြေနဲ့အဓိကဝန်ပါဖန်တီးဖို့ဆိုတာကြိုးစားတာအဲ့ဒါကအများကြီးကောင်းကျိုးရှိလာမှာဆိုတာတော့ကျွန်တော်အနေနဲ့သေချာပေါက်ပြောလို့ရကျွန်တော်တို့ဖက်ဒရယ်ကိုပြည်သူတွေနော်အငမ်းမရလိုချင်နေကြတာကတောင်မှအဲ့လိုကိုဒေတာရဲ့ပြစ္ဆုတ်ပံရောအနာဂတ်ရောကိုယ်တိုင်ကိုယ်လက်နဲ့ကိုစီမံခန့်ခွဲခြင်းကဖွံ့ဖြိုးတိုးတက်မှုကိုပို့ပြီးတော့ဥတည်စေတယ်ဆိုတာသိလို့ဒါကိုအငမ်းမရလိုချင်နေကြတာအခုလက်ရှိဒေါ်လာရေးမှာလဲဒီဒေတာတစ်ခုရဲ့ပြစ္ဆုတ်ပံရောအနာဂတ်ရောနော်ပြစ္ဆုတ်ပံဆိုတဲ့နေရာမှာအခုလက်ရှိရင်ဆိုင်နေရတဲ့စီရေးကိစ္စရက်တွေနော်ဒေတာတော့စီမံခန့်ခွဲကိစ္စတွေမှာဒေတာမှာအမှန်တကယ်ဥဆောင်နေတဲ့ရှိတဲ့လူတွေကလောက်ခွင့်ရရင်ပိုပြီးကောင်းမှာမှာအဲ့ဒါကြောင့်စကိုင်းဘူရန်ဆိုတာမပြစ်မနေကြိုးစားကြတာဒီကြားမှာလဲဒါဟာဇာတာဖြစ်နိုင်တယ်နော်ဒေတာအတွက်လဲဒါဟာဇာတာဖြစ်နိုင်တဲ့အစီအစဉ်မှာဆိုတာမျိုးကျွန်တော်ပြောပြရှင်းနေတာပါနော်အခုဒီစကိုင်းတိုင်းရဲ့ဒီပြစ္ဆုတ်ပံရောအနာဂတ်ရောကြုံလာရမယ့်ကံကြမ္မာကိုစကိုင်းတိုင်းသားတွေကပါဝင်ပြီးတော့ဖန်တီးခွင့်အတွက်ကြိုးစားနေကြတာနော်ဥဆောင်ခွင့်အတွက်ကြိုးစားနေကြတာအဲ့ဒါကဒေတာအတွက်လဲဒါဟာဇာတာဖြစ်တယ်လို့အချင်းချင်းကြားမှာလဲဒါဟာဇာတာဖြစ်ဖို့ရအများကြီးရှိပါတယ်အနောက်ရှက်အနှဲငယ်ကြောင့်လွဲရင်ပေါ့နော်ဒါတွေကအခုရောစကိုင်းတိုင်းသားတွေကပါဝင်ခွင့်မရဘူးလားလို့မေးရင်အများစုကတော့ပါဝင်ခွင့်မရပါဘူးလို့ပဲဖြေရလိမ့်မယ်ပေါ့နော်ဒီလိုပါဝင်ခွင့်ရလာရင်ကောင်းကျိုးတစ်ခုကိုနော်ကျန်တဲ့လာမယ့်အနာဂတ်မသေးကြသေးတာတွေကိုဖယ်ထားလိုက်လက်ရှိပြစ္ဆုတ်ပံမှာတဲ့ကြည့်ဆိုရင် KND ကိုကြည့်လိုက်ပါနော် KND ကိုကြည့်မယ်ဆိုလို့ရှိရင်နော်ဒီနော်အပြင်ကနေလာပြီးတော့chainတွေဖန်တီးဖို့ကြိုးစားတာပဲနော် chain of command ဆိုတဲ့နေရာမှာအပြင်ကနေလာပြီး chain တွေဖန်တီးဖို့ကြိုးစားတဲ့နေရာမှာပြက်သားတာပဲညှင်းဆန်ပြီးတော့သူတို့ဒေတာမှာရှိတဲ့လူနဲ့ပဲ chain တွေတိစောက်မယ်အဲ့ဒါကိုအတိမတ်ပြုတ်ပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ဒေတာကိုသူတို့ကိုယ်တိုင်စီမံခန့်ခွဲပြီးတော့အစိုးရကသူတို့ရဲ့ခေါင်းဆောင်တွေကိုပဲ chain အဖြစ်အတိမတ်ပြုတ်ပေးသူတို့ကိုယ်တိုင်ပဲစီမံခန့်ခွဲကြတယ်စီရေးနိုင်ငံရေးကိစ္စတွေလက်တွေ့ပဲအချိန်တိုလေးအတွင်းအောင်မြင်သွားတယ်လက်တွေ့ပဲနော်လက်နဲ့ဝယ်ယူဖို့တည်ယူဖို့ကျန်တဲ့ရေမြေကိစ္စတွေရောထားလိုက်အောင်အမှန်တရားချက်လည်းပါကိုဒေတာကိုကိုယ်တိုင်နေ့စဉ်မျက်နှာကြည့်နေပြီးတော့လိုအပ်ချက်တွေကိုကိုယ်တိုင်ဖြည့်ဆည်းနိုင်တာကိုယ်တိုင်ဖန်တီးနိုင်တာကဲအားလာချက်တစ်ခုဖြစ်တယ်စကိုင်းဖိုရန်ကလည်းကျွန်တော်တို့အဲ့ဒီလိုမျိုးအတွက်ကြိုးစားနေတာဖြစ်လို့ပေါ့နော်ဒီအဖွဲ့အချင်းချင်းကြားကလည်းနားလည်ပြီးတော့ဒါဟာဇာတာဖြစ်ဖို့ပဲရှိပါတယ်ဒေတာနဲ့ဒီအဖွဲ့အစည်းကြားကလည်းတကယ်ကိုပဲဒါဟာဇာတာဖြစ်မှုတွေကောင်းမွန်တဲ့ရလဒ်တွေရှိပါတယ်အခုနပြောတဲ့ဒါကိုဒါဟာဇာတာမဖြစ်အောင်ဖန်တီးမှာကတော့စစ်အုပ်စုဘက်ကနော်ဒီလိုမျိုးဖြစ်သွားပြီဆိုရင်တို့ရင်ဆိုင်ရတာပိုခက်ခဲမှကြောက်လို့ဒါကိုဒါဟာဇာတာမဖြစ်အောင်လုပ်မှရှိတယ်တချို့ဘိုးချုပ်ကင်မှုပျောက်သွားမှဇိုးလို့ဒါကိုဒါဟာဇာတာမဖြစ်အောင်တွေးခွဲမှရှိတယ်ဒါတော့ပါပဲခက်ခဲရတော့ဟုတ်ကဲ့ကိုတွေးခွဲမှရှိတယ်ဒါတော့ပါပဲခက်ခဲရတော့ဟုတ်ကဲ့ကိုဒါဆိုလို့ရှိရင်ပေါ့နော်ဒီအခုကျမမေးမဲ့မေးခွန်းကအခုဖြေသွားတဲ့ထဲမှာတော့ပါပြီးတယ်လို့ဖြစ်နေဒါပေမဲ့အခုဖြည့်စွရှင်တာရှိလို့ရှိရင်တော့ဖြည့်ထိုက်ပြီးဖြည့်စွပေးပေါ့နော်စကိုင်းတိုင်းဒေသကြီးမှာရှိတဲ့တော်လန်နေတဲ့အဖွဲ့အစည်းတွေအားလုံးရဲ့စိတ်ဓာတ်နဲ့ခံယူချက်တွေဟာဆိုလို့ရှိရင်ဘယ်လိုပုံစံအနေထားမှာအဆင်ပြေဆုံးဖြစ်မလဲဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့စကိုင်းတိုင်းဒေသကြီးရဲ့လက်ရှိမြေပြင်အခြေအနေတွေပေါ်မှာအလုံးစုံရှုံငုံနိုင်တဲ့အခြေအနေမျိုးမှာရှိနေတာလားဆိုတာကိုပေါ့နော်အခုအနေနဲ့ပြောပြပေးပါလားဟုတ်ကဲ့စကိုင်းမှာရှိနေတဲ့နိုင်ငံရေးစီလှုပ်ရှားနေတဲ့သူတွေအားလုံးကတော့အများစုကတော့ဗောနော်စစ်ကောင်စီကိုမုန်းလို့နာကြီးလို့ဆိုတဲ့နာကြီးချက်တစ်ခုတည်းနဲ့တိုက်ပွဲဝင်တဲ့လူရှိသလို
နိုင်ငံရေးလမ်းကြောင်းအမှန်တစ်ခုကိုမြင်ပြီးတော့အဲ့ဒီလမ်းကြောင်းအမှန်ကိုဖန်တီးခြင်းလို့တိုက်တဲ့လူတွေလည်းရှိတယ်နော်တချို့ကတော့စစ်အာဏာရှင်ပြုတ်ကြရုံလောက်ပဲမြင်တယ်အာဏာရှင်ဆိုတာစစ်တပ်ကလုံးဝအာဏာရှင်လို့ထင်တာရှိတယ်တချို့ကအဲ့ဒီထက်ပိုပြီးမြင်တယ်အာဏာရှင်ဆိုတာပုံစံမျိုးစုံနဲ့ပေါ်ပေါက်လာနိုင်လူတို့အတွက်အန္တရာယ်ရှိတယ်ဒီကနေ့စစ်အာဏာရှင်ကိုဖြုတ်ချရတယ်လို့အာဏာရှင်မှန်သမျှကိုဖယ်ပြီးတော့ဖက်ဒရယ်လမ်းကြောင်းစီထိဥတီထားကြတဲ့ပြည်သူတွေရှိတယ်နော်ရှင်းရှင်းပြောရရင်တော့ဘာပဲဖြစ်ဖြစ်တစ်ဖက်ရန်သူအပေါ်မှာပြက်ပြက်သားသားချေမုန်းလို့တဲ့စိတ်တွေကတော့အားလုံးကသဘောထားညီမျှကြနော်သဘောထားညီမျှကြတယ်အဲ့ဒီအပေါ်မှာကောင်းကောင်းမွန်မွန်ဥဆောင်ပေးမဲ့သူကိုလည်းဒီနေ့အထိလိုလားနေကြစေဖြစ်တယ်ပေါ့နော်အဲ့ဒီအနေထားမှာစစ်အာဏာရှင်အပေါ်မှာနာကြီးစိတ်တစ်ခုတည်းနဲ့နော်စစ်တပ်ပြုတ်ကျသွားရင်ပြီးရောဆိုတဲ့လူတွေကတော့တခြားအကြောင်းတွေဘာမှမကြည့်ဘူးငါတို့ကတော့ရှင်းရှင်းလေးပဲကွာဒီစစ်တပ်ပြုတ်ကျသွားဖို့ပဲတိုက်မယ်ကျန်တာတွေဘာမှမသိချင်ဘူးဘာမှလည်းမပြောချင်ဘူးဆိုတာရှင်းတယ်လို့နဲ့တကယ်တမ်းအတိုင်းပြည်ထဲမှာအရှုပ်တွေခြံထားခဲ့ရှင်းတယ်တွေးတာလေးကရှင်းတယ်ဒါပေမဲ့အတိုင်းပြည်ထဲမှာအရှုပ်တွေခြံထားခွင့်တွေဖြစ်သွားနိုင်ကျွန်တော်တို့အဲ့ဒီတက်ပုံမြင်ရမယ်စစ်တပ်ပြုတ်သွားရုံနဲ့မရဘူးကျွန်တော်ရှေ့ကပြောသလိုပဲကျွန်တော်တို့စူးပင်တွေခုတ်သွားပြီးတော့နောက်ကအစိတ်ပင်တွေပြန်ပေါက်မှမျိုးလဲမဖြစ်အောင်လုပ်ရအဲ့ဒီမှာစစ်တပ်ပြုတ်သွားရုံလောက်လူတွေကိုတော့ဥဆောင်ရတာလွယ်တယ်နော်အဂရိကင်းစင်မှုတွေနဲ့အလုံးတန်းတူညီမျှခွင့်တွေနဲ့ဖက်ဒရယ်ထိရည်ရွယ်ထားတဲ့သူတွေကိုဥဆောင်တဲ့နေရာကြတော့ပေါ်လောနိုင်ငံရေးဥဆောင်မှုနဲ့မရတော့ကိုယ့်ဘက်ကလည်းတကယ်လေးစားလောက်တဲ့နော်ဒီကြီးခိုင်ခန့်တဲ့နိုင်ငံရေးဥဆောင်မှုကိုပြနိုင်မှရလိမ့်မယ်အဲ့တော့ဘာပဲဖြစ်ဖြစ်စကိုင်းသားတွေရဲ့နိုင်ငံရေးစီရေးပါဝင်မှုကတော့ရန်သူကိုအပြတ်ချေမုန်းဖို့ဆိုတာတော့ရှိပါအဲ့ဒီအပေါ်မှာကောင်းကောင်းမွန်မွန်နဲ့ပေါ့အဲ့ဒီနှစ်ရက်လုံးကိုပေါ့နော်အခုနပြောတဲ့စစ်ကောင်စီပြုတ်သွားဖို့တခုတည်းမှရှိနေတဲ့ဒေါ်လာရေးနိုင်ငံရေးအစုအဖွဲ့ကိုရောနောက်အဲ့ဒီထက်ပို့ပြီးတော့အာဂရိကင်းစင်နဲ့နော်ဒီတရားမျှတမှုဒန်းတူညီမျှမှုတွေနဲ့ဒီဖက်ဒရယ်ကိုလိုချင်တယ်ဆိုတော့စီရေးနိုင်ငံရေးဘက်မှာရှိနေတဲ့လူတွေရောအဲ့ဒီအုပ်စုနှစ်ခုလုံးကိုဥဆောင်ဖို့ကတော့အဲ့ဒီအုပ်စုနှစ်ခုလုံးကတော့ရန်သူကိုပြက်ပြက်သားသားချေမုန်းဖို့ဆိုတာရှိတယ်နောက်တစ်ခုကအဲ့ဒီအုပ်စုနှစ်ခုလုံးကိုဥဆောင်ဖို့ကိုတိုင်ကအာဂရိကင်းစင်ဖို့နော်တရားမျှတမှုကိုအလေးထားတဲ့အစိုးရတစ်ခုဖြစ်နေအားလုံးကလည်းအဆင်ပြေပါတယ်ဒီ NUG နဲ့တော့စကိုင်းတိုင်းကိုလွှမ်းခြုံဖို့ဆိုလို့ရှိရင်အခုနကကျွန်တော်ပြောသလိုအဲ့ဒီအင်အားစုတစ်ရက်လုံးပေါ့စစ်ကောင်စီပြုတ်သွားရုံအဖွဲ့ကိုရောနောက်အာဂရိကင်းစင်ပြီးတော့တရားမျှတလွတ်လပ်ငြိမ်းချမ်းတဲ့နော်အာဂရိကင်းစင်နဲ့တရားမျှတလွတ်လပ်ငြိမ်းချမ်းတဲ့အဲ့ဒီဆိုတဲ့စကားကပိုပြီးကျယ်တယ်နော်အဲ့ဒါတွေကရှေ့မှာကျွန်တော်ပြောခဲ့ပြီးတာတွေနဲ့ဆက်ဆိုင်နော်အဲ့ဒါတွေကိုထက်အကျယ်ချက်နေတော့အများကြီးရှုပ်ထွေးသွားလိမ့်မယ်အစိုးရအနေနဲ့လွှမ်းခြုံဖို့ဆိုလို့ရှိရင်အာဂရိကင်းစင်ဖို့လိုမယ်နော်တရားမျှတမှုကိုအလေးထားဖို့လိုလိမ့်မယ်အဲ့ဒါဆိုရင်တော့စကိုင်းတိုင်းကိုလွှမ်းခြုံနိုင်ပါလိမ့်မယ်အဲ့လိုမဟုတ်ရင်တော့နော်ဒီလက်ညှိုးထောင်ကောင်းချင်းယုံတော့လူတွေကြီးတဲ့ရှိနေတာမဟုတ်ဘူးစကိုင်းတိုင်းမှာနိုင်ငံရေးအသည့်အမြင်နော်စီရေးအသည့်အမြင်အဲ့တဲ့အားလို့ဆိုကောင်းမွန်ကြွယ်ဝတဲ့သူတွေရှိနေတယ်အဲ့ဒါကိုလွှမ်းခြုံဖို့ဆိုရင်အစိုးရအနေနဲ့တည်တဲ့ပို့ပြီးတော့ခိုင်ကြီးလေးနက်တဲ့ဥဆောင်မှုတွေလိုပါလိမ့်မယ်ဟုတ်ကဲ့ကိုအင်မတန်မှပြည့်စုံပါတယ်ဒီကျမတို့ပြည်သူတွေကိုတိထိုက်တဲ့ဥစ္စာပေါ့နော်မြေပြင်ပဲဖြစ်ဖြစ် NUG အစိုးရကြားမှာပဲဖြစ်ဖြစ်ဒီပကပအဖွဲ့ဝင်တွေရဲ့အရှင်နေပေါ့နော်ဒီ local PDF တွေရဲ့အရှင်နေပဲဖြစ်ဖြစ်ဒါပြည်သူတွေတိထိုက်တဲ့ထင်လို့အခုအနေနဲ့ဒါပုံပွင့်လင်းလင်းရှင်းပြမှုဟာဒီခွဲထွက်စီတဲ့ဒီရည်ရချက်တွေလုံးဝမပါဘူးဆိုတော့ကျမတို့နားလဲတယ်သဘောလဲပေါက်ပါတယ်ဒီပေါ့နော်ကျမနောက်ဆုံးအနေနဲ့မေးခွန်းပေါ့နော်ကျမနောက်ဆုံးအနေနဲ့မေးခွန်းကတော့အခုအနေနဲ့အစီပြေတယ်ဆိုလို့ရှိရင်တော့ဖြေပေါ့နော်ဒီအများကနေပြီးတော့မှထင်မြင်ချက်တွေပေးတာတဲ့အရာတချို့သတင်းတွေထွက်နေတဲ့အရာပေါ့နော်အဲ့ဒါကတော့ဘိုးနဂါးကပေါ့နော်အခုအနေနဲ့ပေါ့နော် NUG နဲ့တဟဇာတာမဖြစ်ဘူးရှင်းစော comment အောက်မှာလည်းမဝင်ရှင်ဘူးဒီပြကြလို့ရှိရင်ဒီဝေဖန်နေကြတဲ့ပြင်းထန်စာတချို့ဝေဖန်နေကြတဲ့အရာတွေရှိရပေါ့နော်အဲ့ဒီအပေါ်မှာအခုအနေနဲ့ဖြည့်ရှင်းရှင်တဲ့အရာလေးရှိပါလားရှင်ဟုတ်ကဲ့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူသိအောင် live လဲလွှင့်ပြီးတော့ဖြည့်ရှင်းထားတာတွေရှိပါတယ်ဒီအချိန်မှာလည်းကျွန်တော်တို့ခဏပြောဘူးတယ်ကျွန်တော်တို့က chain သော comment အောက်မှာမဝင်တာလည်းမဟုတ်ဘူးအစိုးရအပြင်အတိမမပြုတ်တာလည်းမဟုတ်အတိမပြုတ်တယ်
ကျွန်တော်တို့အစိုးရရဲ့တန်ဖိုးကိုလေးစားတယ်အတိမတ်လည်းပြုတယ်ဒါပေမဲ့ဘာလို့အဲ့ဒီပြဿနာကဟကြမ်းနေတာလဲဆိုတော့ကျွန်တော်ထင်တယ်ပြသားသားပြောရရင်အစိုးရအနေနဲ့ကြတော့ကျွန်တော်တို့ဘက်ကိုကျွန်တော်တို့ရဲ့တန်ဖိုးကိုကြတော့အတိမတ်ပြုတဲ့အပိုင်းမှာနည်းနည်းအားနည်းနေလို့ဘယ်လိုပဲဖြစ်ဖြစ်ဒီပြဿနာတွေရှိနေတာလို့ထင်တယ်ဂျားကပြောတာပါဆိုရင်တောင်မှပြောလို့ရလောက်တဲ့အခြေအနေလေးတွေလည်းရှိနေတယ်ပေါ့နော်ရှိနေတဲ့အတွက်ကြောင့်လို့ပြောရလိမ့်ခုနကကျွန်တော်ရှေ့မှာပြောခဲ့သလိုပေါ့ chain ပေါ့ chain of command ဆိုတဲ့နေရာမှာ chain တွေဂွန်းဆက်တွေကနေပြီးတော့အမိန်စီးဆင်းမှုပဲအဲ့ဒီအမိန်စီးဆင်းမှုကိုကျွန်တော်တို့ကလက်မခံတာမဟုတ်ဘူး chain ကိုကျွန်တော်တို့ကရွေးတာ chain ရွေးတာပဲရှင်းရှင်းပြောရရင်အဲ့လို chain of command အောက်မှာမဝင်ဘူးလို့ KND ကိုသွားပြောလိုက်လေကဲရှင်းရှင်းလေးပဲဘာလို့ဆိုတော့သူတို့ chain ကိုသူတို့ကိုယ်တိုင်တိဆောက်ပြီးတော့အဓိကကဒီအစိုးရအတွက်ဒီပြည်သူအတွက်လုံမှာပဲအစိုးရဆိုတဲ့နေရာမှာ NUG မဟုတ်ဘူးအာဂရိကင်းစင်တဲ့အစိုးရ NUG ကအာဂရိကင်းစင်တယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့စ조사အားထုတ်မှုတွေနောက်တစ်ချိန်ကျတော့ကျွန်တော်တို့ကအစိုးရလုံမှာလည်းမဟုတ်ဘူးကျွန်တော်တို့ကတိုက်ပေးခဲ့မှာရှင်းပေးခဲ့မှာနိုင်ငံရေးလမ်းကြောင်းတစ်ခုဝိုင်းဖော်ခဲ့မှာပဲရှိတယ်အဲ့ဒီအားကြီးကိုမောင်းနှင်သွားဖို့ကအစိုးရတွေရဲ့တာဝန်ပဲအဲ့ဒီအသီးပွင့်ကိုခံစားဖို့ကပြည်သူတွေပဲကျွန်တော်တို့ကအဲ့ဒီအသီးပွင့်ခံစားတဲ့ပြည်သူအဖြစ်နဲ့ပဲသွားမယ်မောင်းနှင်တဲ့အစိုးရအဖြစ်နဲ့ကျွန်တော်တို့စိတ်ကူးနဲ့ကျွန်တော်တို့မသွားဘူးပြည်သူကမင်းဒါလှုပ်ရှားမှာလို့ပေးရင်တော့သွားလိုက်နော်ပြောချင်တာကကျွန်တော်တို့ရဲ့စ조사မှုအောင်မြင်မှုတိုင်းကပြည်သူနဲ့ပြည်သူအစိုးရတော့ပဲပြည်သူထဲမှာတော့ကျွန်တော်တို့ပါလိမ့်မယ်အစိုးရတဲ့ဆိုတဲ့ကဏ္ဍထဲမှာကျွန်တော်တို့ပါဖို့မသေးကြဘူးအစိုးရဆိုတာက NUG ရဲ့လို့ကျွန်တော်ခေါင်းစဉ်တက်တာမဟုတ်ဘူးနော်အာဂရိကင်းမယ်ခေါင်းဆောင်မှုမှန်ကန်တဲ့သူတို့နော်အဲ့တော့ရှင်းရှင်းပြောရရင်အခုကတည်းကကျွန်တော်တို့အဲ့ဒီအာဂရိကင်းတယ်နော်ပြည်သူအပေါ်မှာတကယ်ခိုင်ကြီးပြတ်သားတဲ့စေတနာရှိတယ်ဆိုတာတွေကိုကျွန်တော်တို့မြင်ခြင်းပြည်သူကိုပြည်သူလိုလေးစားအတိမတ်ပြုတဲ့အစိုးရတရားဖြစ်နေမြင်ခြင်းတယ်ပေါ့အခုကတည်းကမြင်ခြင်းအဲ့ဒီမှာစကိုင်းရဲ့စ조사အားထုတ်မှုတွေကိုလစ်လူမရှုစေခြင်းစကိုင်းသားတွေရဲ့အရေးချင်းကိုလည်းလစ်လူမရှုစေခြင်းမင်းတို့ဘာမှမသိပါဘူးကွာငါတို့ခန့်လိုက်တဲ့လူငါတို့ပေးတဲ့ချင်းအောက်ကပဲသွားပါဆိုတာမျိုးတော့ကျွန်တော်တို့လက်မခံဘူးရှင်းရှင်းလေးပဲအဲ့ဒါတဲ့ပြောကျွန်တော်မျိုးနယ်မှာလာကြည့်လေချင်းတွေကဘလို့ချင်းနေတုံးဆိုတာကျွန်တော်တို့သတင်းစာရှင်းလင်းပွဲ live 6 နာရီလွှင့်နေဒီမှာကြည့်လိုက်ဒါ NUG ကကျွန်တော်တို့မျိုးနယ်မှာထားပေးထားတဲ့ချင်းတွေအဲ့ဒီလိုချင်းဆွေးချင်းပြက်တွေအောက်ကကျွန်တော်တို့ comment အမိတ်စီးဆင်းလာမှုကိုကျွန်တော်တို့လက်မခံနိုင်ဘူးတဲ့နော်အခုနပြောသလိုပဲကျွန်တော်ဝန်ကြီးနဲ့လည်းဆွေးနွေးပြီးပြီဆိုရနဲ့လည်းဆွေးနွေးပြီးခင်ဗျားတို့မကွက်ကဲနိုင်တဲ့လူတွေကိုကျွန်တော်စုပေးထားမယ်ကျွန်တော်အဖွဲ့ကျွန်တော်အဖွဲ့ရဲ့ခေါင်းစဉ်ပေါ့ MRDA နဲ့ဘိုနဂါဆိုတာကခင်ဗျားတို့လက်ဆုပ်ဂျိုနေတဲ့အဖွဲ့တွေပေါ့နော်ခင်ဗျားတို့လက်ဆုပ်မမိတဲ့အဖွဲ့တွေကိုဘိုနဂါနဲ့ MRDA ကချိန်တစ်ခုအဖြစ်နဲ့ကြားခံပြီးတော့ခင်ဗျားတို့ရဲ့ comment တွေကိုစီးဆင်းစေရအတိမတ်ပြုတ်ပြီးတော့သူတို့ကလက်ခံပေးဖို့ပဲလို့စစ်ရေးနိုင်ငံရေးကျွန်တော်တို့ကမဆွေးနွေးပဲအားထင်ရငါတိုင်းမှာမဟုတ်အတိမတ်ပြုတ်ဖိတ်ခေါ်ဆွေးနွေးဖို့ပဲလို့မလို့ဘူးမင်းတို့ဖဲမင်းလူဘယ်လောက်ရှိတုံးပေးငါဟိုမှာငါလွတ်လိုက်မယ်နော်ဘယ်အမတ်နော်ဘယ်ပုဂ္ဂိုလ်ကမင်းတို့ကိုဥဆောင်လိုက်မယ်ဆိုတာမျိုးတော့မလာနဲ့မရဘူးဘူးယူတောက်စားတောက်တဲ့စားတဲ့ကိစ္စကလူတိုင်းကယောက်ျားတိုင်းကဒါခုံမင်ကြပါတယ်ကိုရာမကြိုက်လို့ထားတော့ဒါပေမဲ့မူးပြီးရင်မယူနဲ့မူးပြီးယူနေတဲ့ကောင်တွေကိုလည်းကျွန်တော်တို့ကခေါင်းဆောင်အဖြစ်နဲ့မတတ်မှတ်နိုင်အဲ့လိုမျိုးတွေအများကြီးအဲ့ဒီ chain တွေအောက်ကကျွန်တော်တို့မသွားနိုင်ဘူး NUG ရဲ့ chain အောက်ကမသွားတာမဟုတ်ဘူးရှင်းရှင်းလေးရကျွန်တော်တို့ပြောပြီးသားကျွန်တော်တို့တပ်ပါတီအတွက်လုံနေတာလည်းမဟုတ်ဘူးဒီပြည်သူနဲ့ဒီအစိုးရအတွက်ပဲလုံနေတာဒါပေမဲ့အစိုးရဆိုတဲ့နေရာမှာအာဂရိကင်းစင်တဲ့အစိုးရပြည်သူကိုလေးစားအတိမတ်ပြုတဲ့အစိုးရမျိုးဖြစ်ဖို့တော့လိုတယ်နော်ကျွန်တော်တို့တပ်ပါတီလည်းမလုပ်ဘူး chain အောက်ကမဝင်တာလည်းမဟုတ်ပြောရရင်ကျွန်တော်တို့ဒီလမ်းတွေကနော်ပြည်သူအတွက်ကျွန်တော်တို့ဖောက်ထားတဲ့လမ်းတွေပြည်သူကိုပြည်သူလိုသဘောထားတဲ့ပြည်သူကိုပြည်သူလိုတန်ဖိုးထားတဲ့အာဂရိကင်းစင်တဲ့အစိုးရတည်းရောက်လာရင်လည်းကျွန်တော်တို့ဖောက်ထားတဲ့လမ်းတွေပေါ်မှာနင်းလျှောက်သွားကျွန်တော်တို့လိုနေမှာခင်းပေးလိုက်မင်းတို့ဘာမှမသိပါဘူးကွာဖယ်သန်းနော်မင်းတို့အစုဖွဲ့လာခဲ့ဘယ်လောက်ရှိတော့ဘာတွေလုပ်နေတော့ဒီမှာမင်းတို့အတွက်ငါကောင်းဆောင်နော်မမှန်အဲ့ဒီကောင်ရဲ့အမိန့်ကိုနာခံဆိုတာမျိုးပေါ့မြို့နယ်အဆင့်တိုင်းအဆင့်ခရိုင်အဆင့်စသဖြင့်
နော်သူတို့ရဲ့ချင်းသွေးချင်းပြက်တွေအောက်ကကျွန်တော်တို့မသွားတာပဲရှိပါလူတို့ရဲ့ဆန္ဒနဲ့အညီနော်ကောင်းမွန်တဲ့အစိုးရတရက်ရဲ့ဆန္ဒနဲ့ညီအောင်ကျွန်တော်တို့ဘာသာကျွန်တော်တို့လည်းပြင်ဆင်ပြီးသွားနေအိမ်မဲဆွေးနွေးဖို့ကျွန်တော်တို့ဘက်ကအမြဲတမ်းဒါလက်ကမ်းကြိုဆိုတယ်နော်လက်ကမ်းကြိုဆိုတယ်ဆိုတာထက်ကိုပဲကိုယ်တိုင်ကငန်းတလင်းလင်းနဲ့သွားပြီးတော့တောင်းဆိုတာတွေရှိပါအဲ့ဒါကိုအတိမတ်ပြုတ်ပေးဖို့ပဲလိုတယ်ကျွန်တော်တို့အနေနဲ့ချင်းတော်ကွန်မန့်အောင်မှာမသွားတာမဟုတ်ပါဘူးရှင်းရှင်းလေးပါနော်အစိုးရအနေနဲ့လည်းလက်ခံပြုပြင်ဖို့လိုတယ်ပြည်သူတွေအနေနဲ့လည်းကျွန်တော်တို့ရဲ့မြန်မာဓလေ့ထုံးစံအတိုင်းပဲတခုခုဆိုရင်ကောက်ရိုးမီလို့ခံစားမယ်တခုခုဆိုရင်ကြေကွဲလွယ်မယ်တခုခုဆိုရင်စိတ်သက်ကြမယ်ဆိုတာကြီးပဲမောင်းတင်မထားကြနဲ့အမားနဲ့အမှန်ကိုဝေဖန်လက်ခံပြီးတော့ပြင်သင့်တာပြင်ဖို့ပြောင်းသင့်တာပြောင်းဖို့အားစိုက်သင့်တာကိုစိုက်ဖို့အရင်သင့်ပြင်ထားပါစိတ်သက်ကြလွယ်တက်လွယ်တဲ့ဇယိုက်ကမကောင်းပါဘူးအဲ့တော့ကျွန်တော်တို့ပြည်သူတွေကိုလည်းပြောချင်တယ်နော်သူများတိမှာကြောက်လို့ဆိုပြီးကိုအားနဲ့ချက်ကိုဖုံးထားတဲ့မြမယဉ်ကျေးမှုကအမှားအယွန်းနေနဲ့ဘာမှလည်းတိုးတက်ကောင်းမွန်လာခဲ့တာခေတ်ဆက်ဆက်မှမရှိခဲ့ဘူးအဲ့ဒီတော့အမှားကိုဖုံးတာတဲ့အမှားကိုပြင်ဖို့လက်ခံအမှားကိုမြင်နော်သူများမြင်ရင်သူများဝမ်းသာမှာသူများအတက်မှာဆိုတာတဲ့ကိုအမှားကြီးကိုဝန်ခံလိုက်ရရင်စိတ်သက်ကြတဲ့ဇယိုက်အလေးအကျင့်တွေကိုလည်းပြင်ပါနော်အမှားကိုမပြင်ရဲရင်အမှန်ပဲတော့မှမထားကြပါကျွန်တော်တို့ပြည်သူတွေကိုလည်းဒါကကြုံတော့စကားညှပ်ပြီးပြောတာပါကျွန်တော်တို့အနေနဲ့နော်မြေပြင်ကိုအစိုးရကအတိမတ်ပြုပေးပါပြည်သူကရွေးချယ်တဲ့ချင်းတွေကိုလည်းအစိုးရအနေနဲ့လက်ခံပေးပါနော်ကျွန်တော်တို့ကအစိုးရရဲ့ NUG ဆိုတာထက်ပေါ့နော်ကျွန်တော်တို့ပြည်သူအစိုးရရဲ့ chain of command အောင်မှာကျွန်တော်တို့ရှိနေမှာဒါပေမဲ့ chain ကိုတော့ chain ရွေးချယ်တဲ့နေရာမှာတော့ကျွန်တော်တို့မြေပြင်ရဲ့စ조사အားထုတ်မှုအရေးအချင်းတွေကိုလည်းအတိမတ်ပြုပေးပြီးတော့နှစ်ဦးနှစ်ဖက်ဝိုင်းရွေးတာမျိုးလုပ်ပါနော်ယာတုခံထားတဲ့နေရာမှာစစ်တပ်လက်ထက်ကလိုပဲစစ်တပ်အုပ်စိုးစဉ်ကာလကလိုပဲအထက်ကလွတ်တဲ့ဟာတွေ chain တွေမလုပ်ပါနဲ့စစ်ကောင်စီလက်ထက်ကလည်းဒါ chain of command တိဆောက်တာပဲဘာလဲဆိုတော့သူတို့ပို့လိုက်တဲ့ chain တွေနဲ့ပဲသွားရကျွန်တော်တို့အဲ့ဒါမျိုးတွေမလိုချင်ပါဘူးကျွန်တော်တို့ပြည်သူအစိုးရလက်ထက်မှာလည်း chain ကိုငါတို့ပေးတဲ့ chain ပဲသုံးပါဆိုတာမျိုးတော့မလုပ်ပါနဲ့ chain ကိုကျွန်တော်တို့နှစ်ဦးနှစ်ဖက်ညှက်ရွေးပါမယ်နော်ကျွန်တော်တို့ပြည်သူနဲ့ကျွန်တော်တို့ရဲ့အစိုးရရဲ့ chain of command ထဲမှာကျွန်တော်တို့ပါနေရမယ်ဆိုတာကြည်ပေးတယ်ပါလဲပါနေပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုအဲ့ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ interview ကိုဖြည့်စုံဖြည့်ပေးသွားတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီမှာကြည့်ရှုနေတဲ့ပြည်သူတွေပဲဖြစ်ဖြစ်တော်လန်ရေးကိုပေါ့နော်အဆုံးသက်တိုက်ပွဲအားကောင်းလာတဲ့နှစ်နှစ်တာပေါ့နော်နှစ်နှစ်တာအားကောင်းလာတဲ့ဒီတော်လန်ရေးတိုက်ပွဲကိုအဆုံးသက်တိုက်ပွဲကိုစောင့်စားနေတဲ့သူတွေဒီတော်လန်ရေးကိုပေါ့နော်ဒီအမြန်ဆုံးပြီးစေရှင်တဲ့ပြည်သူလူထုကိုပေါ့နော်အခုအနေနဲ့ဒီ interview ရဲ့နှုတ်ဆက်စကားအနေနဲ့နောက်ဆုံးနှုတ်ဆက်စကားလေးပြောပြပါကောဟုတ်ကဲ့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ကအလွဲအချော်တွေအားနည်းချက်တွေအာသာချက်တွေပေါ့နော်အဲ့ဒါတွေစုပေါင်းရောသမမှွေပြီးတော့စနစ်တကျမသွားနိုင်နေတဲ့ကာလမှာတောင်မှဟိုဘက်ကစစ်အုပ်စုကအလဲအပြိုဖြစ်နေကြပါပြီနော်အလဲအပြိုဖြစ်နေပြီးတော့အခုလက်ရှိမြင်တဲ့အတိုင်းပဲလူမိုက်ဝါဒခင်းပြီးတော့တိုင်းပြည်ကိုချနှင်းပြီးတော့ဗိုလ်ချခြင်းခဲ့တဲ့ကောင်တွေအခုလူမိုက်ဝါဒကိုလက်ပြန်ရုပ်ပြီးတော့ဟိုမှာအမေစုတို့ကိုပွဲထုတ်ပြီးတော့သူတို့အသက်ရှူလို့မဝတော့တဲ့ဘဝကိုဖြည့်ရှင်းဖို့ကြိုးစားနေကြရတဲ့အနေအထားရောက်သွားပြီနော်တစ်ဖက်မှာဒါကဝမ်းသာစရာတွေပါအမေစုတို့ကိုထုတ်ပြီးတော့နိုင်ငံရေးဝေဝါးသွားအောင်လုပ်တယ်ဆိုတာကလက်ရှိသူတို့ရင်ဆိုင်နေရတဲ့အကြက်တွေကသူတို့ခံမှန်းထားတာတဲ့ဆိုရတဲ့အကျဉ်းတဲ့အကြက်တွေကိုသူတို့ရောက်နေပြီဆိုတာကိုပြလိုက်တာပါအဲ့တော့တစ်ဖက်ကတော်တော်ဆိုးဝါးပြိုလဲတော့မဲ့အနေအထားရှိနေပြီအဲ့ဒီအနေအထားမှာကျွန်တော်ခုနကပြောသွားခဲ့တယ်လို့အဲ့ဒီအပေါ်မှာတင်အာယုံထားပြီးတော့ပြောမနေကြပါနဲ့နော်ကျွန်တော်တို့ဘက်ကလည်းနော်ဟိုမိတွေလျှော်တွေနဲ့နေချင်းညာချင်းဆောက်ရတဲ့ဘုရားလိုပါနော်ကျွန်တော်တို့လှုပ်ချက်ကင်ချက်တွေမှားသွားရင်အခုထီတော်တင်ကန်နေဖြစ်ပလေသည်အခုအုံငနဲ့ပြိုကျသွားနိုင်ပါသတိထားဖို့အဲ့ဒီတော့ကိုယ့်ဘက်ကအားနည်းချက်တွေကိုလည်းပြက်သားရဲဝံ့ပြုပြင်ပါနော်ဟိုကျွန်တော်တို့ပြည်သူတွေကကောက်ရိုးမိစိတ်သက်ရှိပါတယ်အဲ့ဒါပြည်သူကိုစော်ကားတာမဟုတ်ပါဘူးဘုံငနဲ့ထတောက်ချင်ကြတယ်စိတ်သက်ကြလွယ်တဲ့ယောဂရှိတယ်နော်အဲ့ဒါတွေကိုကျွန်တော်တို့ကိုအလေးထားပြီးကိုယ့်ဟာကိုယ်စိတ်ကိုလည်းကုစားထားရပါကိုယ့်ရဲ့အားနည်းချက်တွေကြားတာနဲ့စိတ်သက်ကြလွယ်တဲ့လူတွေရှိတယ်အားနည်းချက်ကိုကြားရင်စိတ်သက်ကြလို့အဲ့ဒီအားနည်းချက်တွေကိုရှာဖွေထုတ်ဖော်မပြောဘူးမကြည့်ဘူးဆိုလို့ရှိရင်အဲ့ဒီအားနည်းချက်တွေကိုမြင်ရင်တောင်မှမျက်စိမိတ်ထားမယ်နားပိတ်ထားမယ်ဆိုလို့ရှိရင်အဲ့ဒါတွေကဟိုကိုဖြိုချသွားဖို့ဒီကောင်ဖြစ်နိုင်မှာ
အဲ့ဒါတွေကိုသတိထားပြီးတော့ကျွန်တော်တို့ဒီရှေ့မှာအမားတွေကိုဆက်ပြီးတော့လဲစူးစမ်းပြင်ဆင်သွားရင်းနဲ့အာသာချက်တွေကိုလည်းဆက်ပြီးတော့ဖန်တီးသွားကြမယ်စစ်ကောင်စီအနေနဲ့တော့နော်ပြည်တွင်းကစစ်ရေးနိုင်ငံရေးအခင်းကျင်းမှာရောနော်ပြည်ပကနိုင်ငံရေးအခင်းကျင်းမှာရောဘာမှသူတို့အနေနဲ့အာသာချက်ရှာမရတော့ဘဲနဲ့နော်ကြောင်ပိတ်ခံထားရတဲ့ခွေးယူတကောင်လို့ဖြစ်နေပါတွေ့ကြရမြင်ကြရကိုဆွဲရန်ကြိုက်ခါနေတယ်ဆိုပေမဲ့တစ်ဖက်မှာလည်းသူ့မှာထွက်ပေါက်ကိုအတဲ့အတန်ရှာနေရပါပြီနော်အဲ့ဒီအနေထားလေးမှာကျွန်တော်တို့ကစုဖွဲ့မှုမှန်မှန်ကန်ကန်နဲ့အပြန်အလှန်ရိုးရိုးသားသားနဲ့အပြန်အလှန်လေးလေးစားစားနဲ့နော်ဘယ်သူကမှငါတို့ကလာလုံနိုင်တယ်ငါတို့ကလာဘာကောင်ညာကောင်ဆိုတာတွေဘာအဖွဲ့ညာအဖွဲ့ဆိုတာတွေကိုဖျောက်ပြီးတော့နော်အားလုံးကိုအပြန်အလှန်အတိမတ်ပြုလေးစားမှုတွေနဲ့နော်မာရာမန္တာတွေကိုစနစ်တကျဝေဖန်သုံးသပ်ရင်းနဲ့ကျွန်တော်တို့ဒေါ်လာရေးခီးကိုရှစ်ဆက်မယ်ဆိုလို့ရှိရင်မကြခင်မှာပေါ့ကျွန်တော်ထင်တယ်ဒီအားနည်းချက်တွေကိုပြင်နိုင်မယ်ဆိုရင်ကျွန်တော်တို့တကယ်လပိုင်းနှစ်ပိုင်းတော့အဖြေထွက်လိမ့်မယ်အဲ့ဒါတွေမပြင်နိုင်ရင်တော့ပန်းဝင်လူတော့ကျွန်တော်တို့ကအောင်မြင်လူနဲ့ဝဲလည်နေအောင်မှာသေးကြပါတယ်နော်တစ်ဖက်မှာရန်သူကပြိုလဲနေတဲ့အခါမှာအဲ့ဒီပေါ်မှာပဲစိတ်ကသားရမနေဘဲနဲ့ကိုယ့်ရဲ့အားနည်းချက်တွေအာသာချက်တွေကိုပြက်သားတာရဲရဲဝံ့ဝံ့ပြုပြင်ရင်းနဲ့ခီးဆက်ချရအောင်ပါအဲ့ဒါဆိုရင်မကြခင်မှာကျွန်တော်တို့ဒေါ်လာရေးအောင်ပွဲဝင်တော့မယ်အောင်ပန်းဝင်တော့မယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အကိုအခုလိုမျိုးပေါ့နော်ပြည်စုံစွာနဲ့ပြည်သူတွေကိုသိစေရှင်တဲ့အရာတွေဒီမရှင်းလင်းတဲ့အရာတွေပေါ့နော်ဒါတွေအားလုံးကိုပြည့်စုံနဲ့ဖြေကြားပေးတဲ့အတွက်အကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ပြည်သူတွေအားလုံးလည်းဒီကိုနဂါရဲ့ဖြေကြားမှုအပေါ်မှာနှစ်ထောင်အားရကျင်းနေလိုက်မယ်လို့ယုံကြည်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကိုအရေးတော်ပုံအောင်ရမည်ကိုဟုတ်ကဲ့စကားလေးဖြစ်ပြောချင်တာပေါ့ဗျာအဲ့ဒါတခြားတော့မဟုတ်ပေါ့နော် NUG အစိုးရအနေနဲ့ကျွန်တော်အခုနကပြောသွားတဲ့စကားတွေကိုသူတို့အနေနဲ့ဒီသဘောထားမှန်မှန်ကန်ကန်နဲ့ကြိုးစိုးလက်ခံပြီးတော့စဉ်းစားမယ်ပေါ့နော်ကျွန်တော်မြန်မာချင်းဆိုင်ဆွေးနွေးတာတော့မဟုတ်ဘူးပေါ့ကျွန်တော်ခုပြောသွားတဲ့အချက်တွေကိုလက်ခံစဉ်းစားပြီးတော့သူတို့အုံနောက်နဲ့ပြန်ပြီးဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ဒါကကျွန်တော်စေတနာနဲ့ပြောတာပဲတချို့အချက်တွေကတော့သူတို့အတွက်ကြမ်းကောင်းကြမ်းနေလိမ့်မယ်ဒါကတကယ်ကိုမှန်မှန်ကန်ကန်ဖြစ်လာစေခြင်းနဲ့စေတနာနဲ့ပြောတာဆိုတာကိုတော့နားလည်စေခြင်းနဲ့မှန်မှန်ကန်ရင်ရှင်းရှင်းလေးပြောတာမှန်ကန်ရင်ကျွန်တော်တို့အနေနဲ့အရန်နဲ့လက်ခံကြိုးဆိုဖို့ရှိမှန်ကန်ရင်ကျွန်တော်တို့ဘယ်အစိုးရမဆိုတော်လန်သွားဖို့ရှိတယ်ဒါဆိုင်တာမဟုတ်ဘူးနော်အောက်မှာစကားနားလည်အောင်ဖြည့်ရှင်းရင်းနဲ့မှထပ်ပြီးတော့ကျန်းတန်းတဲ့စကားသုံးမိတယ်လို့ဖြစ်နေမှာလဲဆိုတဲ့သူတို့အနေနဲ့သူတို့ရဲ့ဒီအတွေးတွေကိုအားလုံးဖွင့်ပြီးတော့ဒီဆွေးနွေးချက်တွေကိုသူတို့ကောင်းတဲ့စဉ်းစားပြီးဆွေးနွေးစေခြင်းနဲ့ပေါ့နော်ကျွန်တော်ပြောချင်တာကသူတို့လည်းမမှန်ရင်အန္တရာယ်ရှိတာပဲပြည်သူ့အတွက်လည်းအန္တရာယ်ရှိတယ်သူတို့အတွက်လည်းအန္တရာယ်ရှိတယ်ကျွန်တော်တို့အနေနဲ့ဒေါ်လာရေးကာလာကိုပြီးအောင်ဒေါ်လာသွားမှာအာဂတိမှန်သမျှမတရားမှုမှန်သမျှဒေါ်လာသွားမှာဒီစစ်အာဏာရှင်ဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်မှာတင်ကျွန်တော်တို့လုပ်နေတာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့အစိုးရကိုသိစေခြင်းနဲ့လိမ္မာရင်သူတို့အတွက်ပဲဆိုတဲ့အရက်ကဟာတာစကားလို့ပေါ့အဲ့ဒါလေးကိုပဲသိစေခြင်းနဲ့ကျွန်တော်တို့ပြင်းပြထန်ထန်ဝေဖန်တာတွေပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါကိုကောင်းကောင်းမွန်မွန်သူတို့အနေနဲ့ဆင်ញံသုံးသက်ကြသေးခြင်းနဲ့အဲ့ဒါလေးဖြစ်ပြောတာဟုတ်ကဲ့ကိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုဟုတ်ကဲ့ရေးတော်ပုံအောင်ရမည်ရေးတော်ပုံအောင်ကိုအောင်ရမယ်